ဤဘဝဤချမ်းတဲ့၌ဤဘဝဆိုတာလူတွေကိုလက်ရှိကြုံတွေ့နေကြတဲ့ဘဝကိုယ်တိုင်သိရှိပြီးကိုယ်တိုင်ရထားကြတဲ့ဒီဘဝရဲ့ဒီဘဝအကြောင်းကိုကိုယ့်ဘာကိုကောင်းကောင်းသိကြတယ်ဒီဘဝဤချမ်းတဲ့ဆိုတာဒီဘဝပြီးရင်တော့ဘာဖြစ်မလဲဆိုတာကြတော့မသိနိုင်ဘူးပေါ့ကျိုးတင်ပြီးတော့သိနိုင်သွားလို့ရှိတာဒါကြောင့်မို့လို့ကျိုးတင်ပြီးတော့ဘယ်လိုခံမှန်းထားကြလဲဒီဘဝရဲ့တခြားမဲ့ဘာတွေလာလဲကိုယ်ဆုံးဖြတ်နိုင်အောင်ဘုရားမြတ်စွာဘုရားတော်မူတဲ့ဒေသနာတော်တွေကသုံးလုံးပြီးတော့ဘုန်းကြီးတို့တွေကျိုးတင်ပြီးတော့ဤဝိုင်းချမ်းမဲ့မှာဘာတွေဖြစ်လာလဲဆိုတာကိုကိုယ်ပြင်ဆင်ထားကြဖို့ဤဝိုင်းရဲ့အခြေအနေရဲရဲကိုတော့လူတွေဟာသိတာကြပြီဘဝကြီးကိုရှောင်လန်းနေကြတဲ့အခါမှာဒီလိုကအစပြီးဒီဘဝရဲ့ဒီလိုအခြေအနေရဲရဲသုံးသပ်ဆင်ခြင်ပြီးတော့နောက်ဘဝကိုမြင်မှန်းကြည့်လို့ရနိုင်တဲ့အနေအထားတွေရှိတယ်ပေါ့လက်တွေ့အခြေအနေတွေကိုသုံးသပ်လိုက်လို့ရှိရင်နောက်ဘာတွေဖြစ်လာလဲဆိုတာကြိုတင်ပြောကြားနိုင်တဲ့ဒီစနစ်တွေကိုမြတ်စွာဘုရားပေးထားတာရှိတယ်။ဒီမြတ်စွာဘုရားပေးထားတာအမှန်တရားတေချာအခုကိတော့မှကြိုတင်ဟောပေးထုတ်နိုင်တဲ့ဒီစနစ်တွေရှိတယ်လေ။ဘယ်လိုမှမုန်တိုင်းအခြေအနေမုန်တိုင်းတိုင်းရဲ့အခြေအနေတွေဖြစ်ပေါ်နေတဲ့ weather condition တွေကိုကြည့်ပြီးတော့ခဏလေးရဲ့မုန်တိုင်းမလာစရာရှိတဲ့ဘယ်ဒေသတွေမှာမုန်တိုင်းတိုက်နေလဲဆိုတာကြိုတင်ပြောကြတယ်ပေါ့။ဒီပြဿနာဖြစ်ပေါ်နေတဲ့အခြေအနေကိုကြည့်မှလို့ရှိရင်တော့ဘာဖြစ်လဲဆိုတာကိုကြိုတင်ပြောရအောင်ပေါ့။မြတ်စွာဘုရားရဲ့ကိုယ်တော်မြတ်အနာဂတဉာဏ်တော်ကြီးနဲ့အချိပြီးပြောတယ်ဆိုတာလေအဲ့ဒီ condition တွေကိုကြည့်တော့လက်ရှိဘဝမှာဖြစ်နေတဲ့ condition တွေကိုကြည့်လိုက်လို့ရှိရင်ဖြစ်လာမယ်ဆိုတာကြိုတင်ပြောရအောင်အခုပြဿနာမှာလည်းလူတွေကြည့်ပေါ့ကျောင်းသားလူငယ်တယောက်ဟာဉာဏ်နဲ့ကောင်းတယ်မိဘဆွေမျိုးကထားလို့ကျောင်းကောင်းမှလည်းနေရတယ်စာလည်းကြိုးစားတယ်ဆိုရင်ဒီကလေးဟာဝယ်လို့ကိုယ်ကြီးရပါမယ်လို့ပြောနေရတယ်ပေါ့နော်အဲ့လိုအခြေအနေကောင်းပြီဆိုရင်ညှို့နေတဲ့အတိုင်းဖြစ်မှာတယ်အဲ့လိုမျိုးလို့ဘဝမှာဒီဘဝရဲ့အချမ်းနဲ့ဘာတွေလာလဲဆိုတာလည်းအခုချိန်ကနေကျွန်တော်ပြောလို့ရတယ်မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေထဲမှာကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဘဝလမ်းကြောင်းအနေနဲ့ပေးထားတယ်ပုဂ္ဂိုလ်လေးမျိုးလို့တာမန်အားဖြင့်ခေါ်ဆိုကြရအောင်ပရမပုဂ္ဂိုလ်ကမိမိရဲ့တဏ္ဍာမှာမကောင်းတဲ့စိတ်တွေသဘောထားတွေမွေးပြီးတော့မကောင်းတဲ့စိတ်တွေသဘောထားတွေလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ကတူဒုတိယပုဂ္ဂိုလ်ကျတော့အဲ့ဒါနဲ့ဆန့်ကျင်ပြီးတော့မကောင်းတဲ့စိတ်သဘောထားတွေမိမိတဏ္ဍာမှာမဖြစ်စေပဲကောင်းမြတ်တဲ့စိတ်သဘောထားတွေမွေးပြီးတော့ထားတဲ့ပုဂ္ဂိုလ်ကတည်းကရှင်းရှင်းပြောရဆိုလို့ရှိရင်သူရောပါတဲ့သူရောကောင်းပေါ့နော်တော့လူဆိုးလူမိုက်တဲ့သူရောကောင်းပေါ့လူဆိုးလူမိုက်သူရဲ့အမှုချင်းတွေကြည့်ကြည့်တယ်သူ့ကိုလူဆိုးလူမိုက်လို့များတာလည်းတမ်းမှတ်လူတော်လူကောင်းဆိုတာလည်းသူရဲ့အမှုချင်းတွေကိုကြည့်ပြီးတော့အများကလည်းသိမှတွေ့ကြဒီလက္ခဏာတွေတူနေတဲ့ကိုယ်ပြည့်ချမ်းသာမှုရှိတယ်အဲ့ဒီကျမ်းမှာတတိယပုဂ္ဂိုလ်မျိုးစားနေတဲ့ကြည့်လို့ဆိုလို့ရှိရင်ပုဂ္ဂိုလ်တို့ကမိမိရရှိရှိထားတဲ့ဘဝကိုတာယာမှုတာယာဝယ်ကောင်းတယ်လို့တာယာမှုပေါ်မှာဖန်လည်းရှိပြီးတော့ကျော်စရာကြီးလို့မြင်နေတဲ့ပုဂ္ဂိုလ်ကရှိတယ်ပေါ့ဘဝအလုံးကျော်စရာကောင်းတဲ့ပုဂ္ဂိုလ်ကိုရှင်းတတ်ပြီးတော့ဘဝကြီးကိုတာယာတွေ့တာတတ်နိုင်တဲ့ပုဂ္ဂိုလ်ရှိ
ဒါကဘဝကြီးကိုညီမွေးစရာဘဝရဲ့အဖြစ်တွေကိုရှင်းနေသုံးသပ်ပြီးတော့ဒီဘဝကြီးကလက်ရှင်စိတ်ဆန္ဒနဲ့ကျင့်ကြပြီးတော့ဘဝကြီးရဲ့တွေ့ရတဲ့ကြောင့်တရားကိုရှာချင်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တမျိုးကျမ်းနဲ့အားဖြင့်ပုဂ္ဂိုလ်မျိုးမျိုးရှိအဲဒီပုဂ္ဂိုလ်လေးမျိုးဒီနေရာမှာလက်ဆောင်ပြန်တော်တဲ့32ခုကိုပေါင်းစပ်ပြီးတော့ဘုန်းကြီးတို့ပြည့်ဝိနည်းဝေယံဝိနည်းလက်ဆောင်နေဟောပြောပြပါမယ်ရသော်များကဟောတယ်ဒီဘဝရဲ့အချမ်းမဲ့မှာစေဒုက္ခတွေများလာတဲ့အပေကိုကြောက်တော့တဲ့ပုဂ္ဂိုလ်ဆိုတဲ့ပုဂ္ဂိုလ်တွေဒီဘဝရဲ့အချမ်းမဲ့ဒီဘဝရဲ့အချမ်းမဲ့ဆိုတာဘဝတစ်ခုဆိုတာသုံးသပ်ဆိုရင်လူတိုင်းဟာဘဝရဲ့ဒီခေါင်းစာတနေ့အားမှာဒီကြီးလက်ခံလို့ငယ်ငယ်လေးဘဝဆုံးသတ်တာရှိတယ်လူလက်တိုင်းအရင်မှာလည်းဘဝဆုံးသတ်တာရှိအသေးရဲ့ကိုမင်းမှာဘဝဆုံးသတ်တာရှိကိုဘဝကတော့ဘဝတစ်ခုရတာလို့ရှိရင်ဆုံးသတ်ခြင်းနဲ့ဒီကြအဲ့ဒါကိုလည်းစာပေကဆိုတာမရဏပရိယောတနာစီဝိတံစီဝိခြင်းနဲ့သက်ရှင်ခြင်းကတည်ခြင်းအောင်ရှိတယ်။ဘယ်တော့မှမဖြစ်တဲ့နောက်ဆုံးဘဝရဲ့ခုဆုံးသတ်ကြ။အဲ့လိုဆုံးသတ်သွားတဲ့အခါမှာဒီဘဝဘုရားဘာသာရဲ့အယူဆအရဒီဘဝရဲ့သုတိစိတ်နောက်ဆုံးချိန်သုတိစိတ်လေးသုတိစိတ်ကလေးချုပ်လိုက်တာနဲ့တည်းနဲ့နောက်ကပရိသေတိဆိုတာနောက်ကဆက်လာသုတိနဲ့ပရိသေတိကြားမှာဘာမှမရှိဘူးသုတိစိတ်ဒီပရိသေတိစိတ်ကိုအနန္တရဖြစ်စေတဲ့ခြေစွပ်တွေအနန္တရဆိုတာအချမ်းမဲ့ဆိုတာအချမ်းမရှိဘူးလို့ပြောတယ်ချမ်းမရှိဘူးဆိုတာဇက်တိုက်ဖြစ်တယ်လို့ဆိုတာ non-entire ချမ်းသာဘာမှမရှိဒီကနေ့တည်းနဲ့ဒုတိယဘဝရတယ်ဆိုတာဈာန်မှာပြတ်လက်နေတာမရှိဘူးတို့တော့လောကလူသားတွေကအယူဝါဒအမျိုးမျိုးမှာတေးပြီးအချမ်းမဲ့မှာနောက်ဘဝမရောက်သေးတဲ့ဈာန်ခံကလေးဆိုတဲ့အယူဆတွေရှိတယ်အဲ့ဒါကိုအန္တရာဘဝလို့ခေါ်တယ်အန္တရာဘဝဆိုတာဘဝနဲ့ခုရဲ့ဈာန်မှာဈာန်ကဘဝလေးခုရှိတယ်ဒီယူဆတွေလည်းရှိတယ်မှန်ပါဗျာဆိုတော့ဒီဘက်ဘုရားဘာသာဝင်တွေဆိုလို့ရှိရင်လူတယောက်ဒီဘဝအဆုံးသတ်သွားတာလည်းသူကနောက်ဘဝကိုချက်ချင်းကူးမလို့ဒီဘဝနဲ့ဘဝကြားမှာ49ရဲ့စောင့်ဆိုင်နေ49ဘဝနဲ့ခုကြားမှာ49ရဲ့ဒီယူဆတရားတွေမြန်မာနိုင်ငံမှာလည်းဒီခက်ဆန်နေရှိတယ်ပါလို့ဆိုလို့ရှိရင်လူပြည်မှုတရားဘဝနဲ့ခုဆုံးသတ်သွားလို့ရှိရင်ဒါပြင်9ရက်အိမ်ပေါ်ကဆင်းနေမှုလို့9ရက်ဒီလိုပြောတယ်ရှိတယ်မှန်ပါဗျာအဲ့တော့ဒီအဲ့ဒီလိုဟောတာဘုရားရဲ့တရားတော်ရမှာဆိုပဋ္ဌာန်းထဲမှာပါတယ်အဲ့ဒါအနန္တရပစ္စယောသမဏန္တရပစ္စယောနတ္တိပစ္စယောဝိကေကပစ္စယောသုတိစိတ်လေးချုပ်မဲ့ခါနဲ့ဘဝတည်းတစ်ခုရောက်သွားဘလောက်ကြည့်အောင်ဉာဏ်လည်းလို့ဆိုလို့ရှိရင်တေသွားတဲ့ပုဂ္ဂိုလ်ကတော့မသိလိုက်ဘဝတည်းတစ်ခုကူးသွားတယ်ဒါကြောင့်လို့ဒီခါတော့ပြောကြသူရအောင်တေသွားတယ်ရုပ်ရည်တေဆုံးသွားတယ်တေဆုံးသွားတဲ့အချိန်ကြီးကတိပြောသွားတယ်လို့ဖြစ်တာပြန်ပြီးတော့နိုးထလာတဲ့အခါဘဝတည်းကိုရောက်တယ်တို့တော့သူ့ကိုဘဝတည်းရောက်တယ်ဝေဖန်မှုကအလုံးဉာဏ်နဲ့ပေါ့လူတွေကိုရတာကြားအေကံရာရည်ကြီးကစပြီးတော့ကိုယ်တည်းလည်းဆက်လာအချိန်ယူပြီးတော့ဒီ
လူသားရဲ့ရုပ်ထုနာဖြစ်တယ်အဲ့ဒါကသမာဘုဇဆိုတဲ့ဝိနိကနဲ့ဝေးတာနောက်အန္တဇဆိုတဲ့ဝိနိကနဲ့ဝေးတာကျတော့စိတ်တည်ခဲ့တယ်လို့ပရမဥပြီးတော့မှဥအပေါင်းဒါလည်းကြာတာဝေးဝေးကြာတို့ပရိသေစိတ်သုရိစိတ်ကလေးပြီးလာတယ်ပရိသေစိတ်လာတော့တည်ညံ့ချက်ချင်းလာအကောင်ဖြစ်ဖို့လည်းဆောင်းဒါကတန်တေဇာဆိုတန်တေဇာဆိုတာ moisture အဆူဓာတ်တွေတန်တေဇာအနည်းလို့အဆူအစီအဲ့ဒါတွေပေါ်မှာဆွဲပြီးတော့ဖြစ်တာအဲ့ဒါလည်းဉာဏ်တယ်ကွာနောက်တစ်ခုအများဆုံးကတော့ဘာလို့ဆိုဩပပတိကဝါရတဲ့အရွယ်စားအချိုးစားကြီးတစ်ခါလေဝါရတဲ့ပေါ်လာကောင်းကင်ကကြာလာတယ်ဝါရတဲ့ပေါ်သွားတဲ့ဘဝမျိုးရှိတယ်အဲ့ဒါကိုဥပပပရိသေလို့ခေါ်တယ်လူတွေမှာတော့တတ္တဝါတွေမှာဝေဖွားနည်း၄မျိုးရှိတယ်မှတ်ပထမဝေဖွားနည်းကသမာဓိစာဒါအိမ်ထဲမှာဖြစ်ပြီးဝေးတယ်ဒုတိယဝေဖွားနည်းကအနန္တစာဥရကဖြစ်ပြီးမှဝေးတယ်တတိယဝေဖွားနည်းကတန်တေယစာအညစ်တို့အစိုးတို့အစေတို့မှဖြစ်ပြီးတော့ဆွဲပြီးတော့ဖြစ်ပြီးတော့ဝေးတယ်စရကဝေဖွားနည်းကဩပပါတိကကိုချင်းရှားစားရောက်ဖြစ်ပေါ်ပြီးဝေးတာလောကလူတွေရောက်ဘာတခုသုံးသပ်လိုက်တာလည်းဩပပါတိကဆိုရင်ဝိရိယနဲ့ဝေလို့ရှိရင်ချက်ချင်းပွားတယ်အရေစားယူဖြစ်တာဒါကြောင့်တချို့ကကိုယ်သေးတော့မသိလိုက်တော့တိတ်ကပွားလို့အခုဒီပမာတော့တစ်စီလို့တရေလို့ခေါ်တာနော်အဲ့ဒီတိတ်ကပွားတော့တယ်ပွားတယ်ပေါ်သွားတာဆိုကိုယ်ကိုမသိလိုက်မသိလိုက်တဲ့အခါကျတော့အရင်တိုင်းထင်တယ်ကိုယ့်ကိုပြန်လာကိုယ့်ကလူတွေစကားပြောတာလူတွေဖြစ်အဲ့ဒါသူ့ရုပ်ပုံကြီးကမပေါ်လေးတဲ့ကြောင့်ကျန်တဲ့လူတွေကဝိညာဉ်လို့ပြောနေတာအမှန်တော့ဘဝတစ်ခုရပါဒီလိုဇာတ်လမ်းတွေလည်းအများကြီးရှိပါတယ်တခါတော့ဇာတ်လမ်းတွေကိုရေးထားတာဟိုမလေးရှားနိုင်ငံမှာပြီးတော့အလုံးလုံးတဲ့သူတယောက်ရဲ့အကြောင်းပေါ့အဲ့ဒီမှာတော့အလုံးလုံးရဲ့ဒီကောင်းတဲ့ကဖြစ်ပြီးတော့ဆေးဝါးလည်းကြားနေတယ်မကူရတဲ့ယောဂတဲပြီးနောက်ဆုံးသေဝဲဝင်သေသွားတဲ့အချိန်မှာဒီမှာတော့သေသွားတဲ့အချိန်မှာသူ့တကယ်ချင်းစီသွားတယ်ဓာတ်ခောက်ပြီးတော့တကယ်ချင်းကိုနှုတ်ဆက်တယ်ဘုရားသူတည်တဲ့နေရာလေးနော်သူတည်တာဆယ်နာရီလောက်ကတည်ရဆိုတဲ့အချိန်မှာသူက7နာရီလောက်အဲ့ဒီရောက်တယ်ဓာတ်ခောက်သူနဲ့ထိုင်ပြီးဓာတ်တွေပြောတယ်ဘာမှပြန်တော့မလို့ဆိုပြီးတော့အဲ့ဒါလို့ယောဂီသူပြန်သွားလိုက်တာအင်းကနေပြန်ဆင်းတော့မကြခင်ပဲဒီလူဆုံးတယ်ဆိုတာတည်းရောက်လို့ဒီလိုမယုံဘူးခုနကလေးကမနာစီတာတော့အဲ့ဒီလိုဖြစ်မျိုးတွေကတော်တော်များများကြားဖို့ကြားပါတယ်နော်အဲ့ဒါဝိညာဉ်မဟုတ်ဘူးဘာလဲခုသူရသိကြပုံရောက်တာသိကြပုံရောက်တော့သူကလည်းသိမှမသိဘူးတကယ်တော့သူကပြန်ပြီးတော့ကြည့်မယ်ဆိုရင်အရင်ပုံစံမဟုတ်ဘူးအရင်ပုံစံမဟုတ်ဘူးကိုယ်ကိုအကဲမခတ်တတ်ဘူးဆိုလို့ရှိရင်ယုတ်ရဲ့မသိပဲနဲ့အိယာကလုံးလာတယ်လို့ပဲကိုယ်ကိုပြန်မကြည့်ပြီးဘူးဆိုရင်အရင်လိုပဲလို့ထင်တယ်။ဘာလို့ဘဝကြီးပြန်သွားတယ်သူ့အိမ်သွားတွေ့ကတာမီးရောက်ရှိအိမ်ကပြေးတူအောင်ကျွမ်းရရတာပေါ့အိမ်ကလူတွေကိုသွားလို့ဆက်တယ်လူကမှသူ့အရေးလုံးမရမရန်ခံစားရတယ်သိမှမသိဘူးနော်အိမ်ကလူတွေကသူ့ကိုသိတော့မြင်လို့မြင်တယ်အဲ့ဒီလိုမျိုးတွေဒါဝိညာဉ်မဟုတ်ဘူးဘောရခုရတာသူ့ဘဝသူ့ခန္ဓာကိုလူတွေရဲ့မြင်ခွင့်ထဲမှာလူတွေကမြင်နိုင်တာမရှိဘူးသူ့ရဲ့ရုပ်ခန္ဓာမှာလူတွေရဲ့မြင်ခွင့်ထဲမှာပေါ်လာဘူးတဲ့ရှိပေမဲ့ပေါ်လာတာဆိုတာရှိတာလူတွေရဲ့မျက်စိဆိုတာအကုန်လုံးမြင်ရတာမဟုတ်ဘူးရှင်းပါလေဘုရားဇာတ်တဲ့ခုရှိတယ်ညာနာအကြောင်းအဲ့ဒီညာနာတော်ကသူက
တရားထုတ်တယ်ကျွေးရစားတဲ့ကမ္ဘာအားထုတ်အဲ့လိုကျွေးရစားတဲ့ကမ္ဘာအားထုတ်ရတာနေပြီးတော့ယုတ်တိရဲ့ဘုံဥပ္ပဒေဆိုင်နှလုံးသွေးရပါတာတို့ဘာလို့ညာတော့ပေါ့နော်ချက်ချင်းသိနိုင်တဲ့အားပေါ့နှလုံးသွေးရပါတာဆိုတော့ယုတ်တိရဲ့တဲ့နှလုံးတော့တရားထုတ်ရင်တဲ့နှလုံးတော့တရားထုတ်ရင်တရားကတော့ဘောဘောရောရသေးတာမဟုတ်သေးဘယ်လိုလဲကဒီအောင်ဆွမ်းနိုင်တဲ့အနေအထားမရှိသေးဘူးဝိပဿနာဉာဏ်အဆင့်တော့တဲ့တဏှာမူကဘယ်ရောက်လာလို့ဆိုတာဝိညာဉ်လက်ဖြစ်နေတာတော့ဒီဖြစ်ရမယ့်ဘုံမှန်တယ်တော့ဖြစ်ဒီလိုတည်းကိုဘုန်းကြီးလိုပဲထင်အဲ့ဒီသူလေးရောက်သွားရောဘုံမှန်မှာရှင်းနေကြတဲ့နတ်သမီးတွေကဘာသာရောက်လာပြီဆိုတော့အိုးနဲ့လာကြတာဟောဒါလည်းကအစ်စိတ်ရတယ်လို့ထင်တော့ဒီကမ္ဘာ့ငါကဆောမကတာလားတရားတဲ့ဝါရီနာလေးလို့သူစိတ်မှာထင်ဘုန်းကြီးလိုပဲထင်တာသူတို့အဲ့လိုထင်ပြီးသူနာလူတွေကတော့သူကအဲ့ဒါသင်္ကန်းလေးပြန်ပြီးတော့သူဝတ်ထားတဲ့အိုးကလေးကိုသင်္ကန်းလေးကိုပြန်ချုံပြီးတော့ရက်ပါးကြီးချပြီးတော့ထိုင်းနေတယ်အဲ့လိုထိုင်းနေတဲ့အခါကျတော့သာသမီတွေကသူ့ကိုခဲခတ်ပြီးတော့သူသေးတာသူ့ကိုသူသိဖို့မရဘူးဆိုပြီးတော့မှန်ကြီးကိုရှင်းထားပြီးထောင်ပြတော့မှဘုန်းကြီးမဟုတ်မှန်းသိရတယ်။ဒါလုံးလည်းဉာဏ်နဲ့သဘောတည်းခုပြောပြနော်။အဲ့တော့ဘဝတစ်ခုကူးရတဲ့ချက်ချင်းကိုသူ့ဘဝပြိတ္တတွေအနေနဲ့ချက်ချင်းတခါတော့တည်းရဖြစ်တဲ့ဘုန်းကြီးပါရဲ့အကြောင်းရှိ။ကျောင်းပေါ်မှာပြန်တော်သွားတဲ့အခါအဲကြောင့်ပါပဲတည်းရဖြစ်တယ်ဖြစ်တဲ့အခါကျတော့သူ့ပြန်တော်ရလို့ပြီးဒါပေမဲ့သူ့လောင်းကြီးကိုမြင်နေတယ်ခေါင်းကထုတ်ပေါ်တဲ့ခုကနေကိုယ်တစ်ခုကိုမဲ့လို့စိတ်ကူးလိုက်တယ်အဲ့ကိုသွားနေရောက်တာသူ့ကိုယ်ဘယ်လိုအစမ်းသတိကိုရနိုင်လို့သူ့ကိုယ်ချိလိုက်တဲ့အခါကျတော့အမွေးကြီးတွေကလည်းတစ်စက်လောက်ရှင်းပြီးတော့အာနာဘုန်းကြီးပေါ့တော့ပြေးသွားလို့ဆိုပြီးဒါမျိုးတွေလည်းရှိတယ်ပေါ့နော်မှန်ပါဗျာအဲ့တော့စာထဲမှာပါတာတော့ခဏကတမဏနာတာလို့ခေါ်တယ်တရားလို့ရင်ဒီသောတော်လည်းညကြီးရောက်သွားတယ်ဉာဏ်တော်ကသူ့ကိုဘုန်းကြီးတို့အောင်းပြီးမှန်ထောင်ပြတော့မှတတ်တာဖြစ်နေတယ်ပေါ့အဲ့ဒါတွေကိုပဲဒီတွေကမဖြစ်ဘူးတဲ့ပြောနေတာလားဘဝဘူးလေဆိုတာဒီစိတ်နဲ့သုတိစိတ်ဒီဘဝကနောက်ဆုံးပိတ်စိတ်လေးကိုသုတိစိတ်ကိုခေါ်တယ်အဲ့ဒီသုတိစိတ်ကလေးပြီးတာနဲ့ပရိသေစိတ်ဆိုတာချက်ချင်းလာတယ်ဘယ်လိုရဲ့အစွမ်းနဲ့တာလာလို့ဆိုကုသကံအကုသကံနဲ့စွမ်းနဲ့လာမှန်ပါဗျာအဲ့ဒီကုသကံအကုသကံကခန္ဓာပြလိုက်လို့ဘဝတစ်ခုခုရဲ့ဆိုတာကံမှန်ခိတ္တံဝိညာဏပိသံတဏှာတရေဟောလို့ရသော်ပြဟောတာတုတ်တဲ့ခုမှပါလိုက်တယ်အဲ့ဒီချိန်မှာကံကလည်းလေးပဲပရိသေလေးကမျိုးစေ့တဏှာကရေအစိတ်ကလေးဟောသူတို့သုံးခုပေါင်းပြီးတော့ဘဝတစ်ခုဖန်တီးလိုက်တယ်ကံဆိုတဲ့မြေတော်ပေါ်မှာဝိညာဉ်ဆိုတဲ့မျိုးစေ့လေးပေါ့ဒီလိုပေါင်းလို့ရအောင်ဘဝကိုပြတာတဲ့တဏှာကပြီးတော့အစိုးရပေးတယ်ဆိုမျိုးစေ့လေးပေါင်းလို့ပဲနော်အဲ့ဒီဘဝတစ်ခုကချက်ချင်းကူပါအဲ့ဒီချက်ချင်းကူပါတော့ပဲအမျိုးမျိုးဟုတ်လားဒီဝိညာဉ်လောကလို့ဘာလို့မမြင်ရလို့ဒီလိုခေါ်ကြတာပေါ့အမေရိကမှာရောက်နေတဲ့ဆရာကြီးကအတိတ်ကိုမှတ်မိတယ်အတိတ်ကဘဝကိုမှတ်မိသူတို့ပြန်ပြောအမေရိကန်နိုင်ငံမှာရေးထုတ်ထားတဲ့လူဝင်စားတွေကြောင်းရေးထားတဲ့စာအုပ်ရှိတယ်အဲ့ဒီထဲမှာလည်းသူ့ကိုမှတ်တမ်းရေးခံတာလာပြီးတော့သူဒေသနာလုပ်တဲ့သူအကြောင်းပြီးလူကမြင်ညာတွေကပဲအခုတော့အသက်60လောက်ရှိတယ်ဆရာကြီးတက်တော့ပြန်ရှိတော့သူကိုယ်တိုင်ပြောပြတယ်ဖြစ်တယ်သူနာမည်လည်းမှတ်မိတယ်အကုန်လုံးပြောတယ်သူကအနာကြီးပေါက်ပြီးတော့ဗသက်တာနဲ့ဆေးဦးတယ်ဆေးရောက်တဲ့အခါကျဆေးဦးတဲ့တွေကပုံမှန်ပြီးယောဂပြင်းလာတဲ့အခါသူပဲတော်ကြီးကိုကြားရင်ဆုံးသွားလို့အတ္တဝါချာတွေလည်းကျွတ်လို့ပုံပြီးနေတယ်အဲ့
နဲ့သူပြောတယ်မှာဒီလိုအောင်မတရားနဲ့ထိုင်သူ့လူပါလို့ဒီအရင်လူပဲအောင်မိနေတာပဲနော်သိကြဘွားရောက်တယ်လို့ခေါ်တာပေကြတော့ကငရဲကြရတော့ခံမှာပေါ့ပြိဿာပြည့်နေတယ်ပြိဿာဘွားရောက်နေမှာပေါ့သိကြဘွားဆိုတော့ချက်ချင်းဖြစ်တယ်ဆိုတော့အဲ့ဒီမှာအဲ့ဒီလိုတဲ့အောင်ထိုင်နေကြတော့သူစိတ်ထဲမှာသိကြဘူးတရားထဲမှာသိအောင်ထိုင်နေတဲ့အချိန်ရင်းကြီးစီးပြီးတော့လူကြီးပြောက်ကသူ့နာမည်ခေါ်လိုက်တယ်မင်းကလည်းလိုက်ခဲ့ဆိုသူထားလိုက်ပါတော်လည်းကိုဖြတ်ပြီးရှောက်လိုက်တာလည်းတည်းနဲ့တော့ဆိုရောက်တော့သူတို့ရောသွားတွေ့ဟောသူတို့ရောမှာအဲ့ဒါကိုရုပ်ကိုမှန်အဲ့ဒီမိတော်နဲ့တော့လိုက်တော့သူတို့ရောရောက်သူ့အိမ်ကိုလည်းဒါတို့အိမ်ပဲသူသိအဲ့ဒီကြပြောတယ်မင်းအဲ့ဒီအိမ်ပေါ်တက်အဲ့ဒီအိမ်မှာနေရလို့ပြောတယ်သူတက်လို့မရအောင်တက်တယ်သူရင်နေခဲ့တယ်တက်မရတော့ဘေးကအိမ်ကိုလည်းပြောထုတ်ရတယ်အဲ့ဒီအိမ်ပေါ်တက်လို့ပြောတော့အဲ့ဒီအိမ်ပေါ်ကျတော့သူရှောင်းရှိရှိပြောမွေးတော့အဲ့ဒီအိမ်မှာမွေးလာတယ်သူအိမ်နဲ့တိမ်ရောနေပါမွေးတော့တဲ့အိမ်နဲ့ခိုင်းအိမ်မှာမွေးတော့နာမည်နဲ့ဘာလို့ပြောလဲကောင်းမှအဲ့တော့သူရဲ့ကိုဆရာကြီးကလည်းစာဖတ်ဆိုတော့စာပေတိုင်းကတော့သူကပြန်ပြီးတော့စဉ်းစားကြည့်သူတည်တဲ့ရဲ့သူမွေးတဲ့ရဲ့ကြက်ချက်ကိုဘွားကအသက်ဒီဘွားအသက်ကြက်ချက်ကြည့်လိုက်တဲ့အခါသူပြောတယ်သူကြိတ်တာဘွားတမတော့ကြာတယ်လို့ပြောတယ်အသက်ကိုကြက်ချက်ကြည့်လိုက်တဲ့ကိုဘွားနဲ့ဒီဘွားဈာခန္ဓာလေးတလားတော့ကြာတယ်အဲ့ဒီဈာခန္ဓာလေးကကြိတ်တာဘွားပဲအကယ်၍သာဘုရားဘာသာဘုရားတရားတော်ရာမသိဘူးအတန္တရပစ္စယောလို့ဘာလို့တောင်းမကြဘူးဆိုလို့ရှိရင်တေဒီအချမ်းမဲ့နဲ့တော့ဒီဘဝရဲ့အချမ်းမဲ့မှာနောက်ဘဝသွားဖို့အတွက်လူတွေဟာဘဝရဲ့ကိုယ်ကိုယ်ရတဲ့စောင့်ဆိုင်နေရတယ်လို့ဒီလိုယူဆကြတယ်။ဟုတ်ပါဗျာ။အခုဒီဓမ္မမရသေးလို့ရှိရင် waiting list ပေါ့။ညောင်းနေနေတာဟုတ်ဗလေရာလေးဘဝရဲ့ကိုယ်ကိုယ်မသေးကြလေးလို့ဆိုရင်ညောင်းနေတာအဲ့ဒါမျိုးမရှိပါဘူးတဲ့ဘဝဆိုတာရသော်ဘုရားကဟောတာလေစိတ်ကလေးညင်ညူးနေတဲ့အချိန်သေးသွားလို့ရှိရင်အပေလေးကိုခုရောက်ပါပဲစိတ်ကလေးကြီးနေတော့သေးလို့ရှိရင်တော့ပါလူတွေကိုရောက်ပါပဲဒီလိုလူကိုနှမျိုးဟောတာရှိအဲ့ဒီမှာစိတ်ကလေးညင်ညူးနေတယ်ဘာကြောင့်ညင်ညူးတာလဲအပေတာလောဘတွေဖြစ်နေတယ်ညင်ညူးတယ်ဒီကနေ့ယောဂဝေဒနာဖြစ်လို့ခံရင်းနေတယ်ဆိုလို့ရှိရင်မြင်ရတယ်ဒီကနေ့ဆန်းတဲ့မှာတာယောစင်နေတဲ့မခွဲနိုင်လို့ဖြစ်နေလို့ရှိရင်စိတ်မြင်ရတယ်အဲ့ဒီလိုမြင်ရတဲ့စိတ်ကလေးနဲ့တည်သွားလို့ရှိရင်တော့အကုသိုလ်ကတိတ်မကြီးဘူးဆိုလို့ရှိရင်ခေါင်းကမရဲလို့ကြောက်တော့စာပေတိုင်းမှာများမှာခွဲခြားသတ်မှတ်ဒီဘုရားစကားလို့ပြောလောဘနဲ့တည်လို့ရှိရင်လောဘဆိုတာအပေအတာတဏှာပစ္စည်းကိုတွေ့တာလားလို့ဒီကိုတွေ့တာလားလို့မိသားစုကိုတွေ့တာလားလို့အိမ်ကိုတွေ့တာလားလို့အဲ့ဒါဆိုအတွေ့အတာနဲ့တည်လို့ရှိရင်သိတာဝါရတယ်အတွေ့နဲ့တည်လို့တန်းဖြစ်တဲ့ဉာဏ်ပါရှိသေးတယ်သူကသင်္ကန်းပေါ်မှာတွေ့တာတော့သင်္ကန်းပေါ်မှာသာမဖြစ်ဘူးအဲကျောင်းတော်လည်းတွေ့တာလို့ရှိရင်ကျောင်းပေါ်မှာအိမ်ညောင်ဖို့တော့ဖြစ်တယ်။တွေ့တာလည်းပေါ်မှာသွားပြီးအဲ့ဒါတော့တိရစ္ဆာန်လို့ပြောအောင်နော်။ဒါကြောင့်လို့ရေဝင်ရတာကတွေ့တာမှုနဲ့တည်လို့ရှိရင်သိကြဖို့ဖြစ်များတယ်။ဒေါသနဲ့တည်လို့ရှိရင်ငြင်းဖို့ဖြစ်များတယ်။မောဟနဲ့တည်လို့ရှိရင်သိကြဖို့ဖြစ်တယ်။မောဟဆိုတာဘာမှမသိစိတ်တွေ့ဝင်မိမောပြီးတည်သွားအဲ့ဒါမျိုးဆိုလို့ရှိရင်တော့သိကြဟိုလည်းပြိဿာမှာဖြစ်တဲ့ဒါရေဝင်ရတာနဲ့ပြောတာနော်ဟုတ်ပါဗျာကဲအဲ့လိုညှဉ်းနှွမ်းတဲ့စိတ်တစ်ခုနဲ့ဤဘဝရဲ့အခြားမဲ့ရောက်သွားရင်တော့ဒါမျိုးဖြစ်တယ်လို့ဆိုတာမြတ်စွာဘုရားစိတ်ညစ်ညူးနေပြီဆိုလို့ရှိရင်တဲ့ဤဘဝရဲ့အခြားမဲ့မျောတဲ့ဇေယျကတော့မကောင်းတဲ့ဒုက္ခပုံမဲ့ဒုက္ခတိဆိုတာဒုက္ခတခတိဒုက္ခတိ
ဆင်းရဲပေါ်ဆင်းရဲဒုက္ခခံရတဲ့ဘဝမျိုးလို့ပြောအခြေအနေမကောင်းတဲ့ဘဝမျိုးကျပါဗျာဒီဘဝမှာစိတ်ကလေးကြီးကြီးလေးနဲ့သိတယ်ကိုပြုတဲ့ဒါနလေးအာရုံပြုတယ်ပင်လာလေးအာရုံပြုတယ်တရားတော်မှာနှလုံးသွင်းနဲ့အေးချမ်းစွာသိပါလေဆိုတဲ့ပုဂ္ဂိုလ်ကြီးစိတ်ကလေးကြီးလေးနေပြီးတဲ့ဒုက္ခတိဒုက္ခတာဖြစ်ချမ်းသာဒုက္ခတွေပေါ်ရတဲ့လူကိုဖြစ်စေနတ်ကိုဖြစ်စေချမ်းသာတဲ့ဘုံမှာဖြစ်တဲ့စိတ်အခြေအနေကိုအနိစ္စပါနော်အဲ့တော့မြတ်စွာဘုရားကစိတ်အခြေအနေနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေတတိထားเสียလေးကိုပြသတာမြတ်စွာဘုရားကစိတ်အခြေအနေပတ်သက်ပြီးတော့ဟောတာလေစိတ်အခြေအနေဆိုတာဒီတိုင်းမှာဒီစိတ်အခြေအနေလေးရှိတယ်။ဘာလဲလို့ဆိုရင်နံပါတ်1ကကောဓာနံပါတ်2ကဘာနာကောဓာဆိုတာစိတ်ဆိုးဘောဓာတယ်ဆိုတာယောဂဖြစ်ရင်ဘောဓာတာပဲဖြစ်တယ်။ဒီတချို့ခေါင်းကိုက်တာခံရင်ကိုယ်ခေါင်းတည်းနဲ့ထိုးတာရှိတာပဲ။နော်ခေါင်းကိုက်လို့ခံရင်လည်းအန်ကျိတ်ပြီးတော့မခံနိုင်တဲ့အခါကျတော့ဘာဖြစ်လဲဒုက္ခကိုခံနိုင်မရှိတော့ဘူးဆိုရင်လူတွေတော့လူမစိတ်ဆိုးတာမဟုတ်ဘူးစိတ်ဆိုးမှုတွေကအများကြီးစိတ်ထဲမှာအလုံးမကျဒေါသဖြစ်အဲ့ဒီကောဓာဆိုတဲ့ဒီကဘာဝတရားမိစိတ်ကိုနှောမှုထားပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝရဲ့ခြားတိုင်းမှာမျောလဲရမှာကတော့အပါယလို့ဆိုတဲ့ချမ်းသာခြင်းတဲ့ဘုံဘဝကိုရောက်သွားနိုင်တယ်။အပေလေးကိုရောက်သွားနိုင်တယ်ပြောတာနော်။မှန်ပါဗျာ။ဒုက္ခတိဒါကလက်ရှိအခြေအနေရဲ့အရာကိုပြော။အဲ့ဒီအပေလေးပုံတွေကအစိုးရဘုံကမရဲဘုံပဲ။မှန်ပါဗျာ။အဲ့ဒီတဲ့နဲ့တက်တာကတိရစ္ဆာန်နဲ့တက်တာကပြိတ္တာ။သုဒ္ဓံပါဠိတော်ဒီမှာတော့ငရဲတရိစ္ဆာန်ပြိတ္တာလို့ဒီသုံးမျိုးပဲဗျာအတုရကာယဆိုတာမပြဘူးအတုရကာယပေတာလည်းမှထည့်ပြီးပြောအောင်ထိတ်တယ်အဲ့ဒီပြိတ္တာကိုလည်းဒီနေ့ထဲမှာ ghost ဆိုပြီးတော့ခေါ်တော့နော်ဒုက္ခတိဒါကလက်ရှိအခြေအနေရဲ့အရာကိုပြောအဲ့ဒီအပယ်လေးပုံတွေကအစိုးရဘုံကမရဲဘုံပဲအဲ့ဒီတဲ့နဲ့သက်တာကတိရစ္ဆာန်နဲ့သက်တာကပြိတ္တာသုဒ္ဓံပါဠိတော်ဒီမှာတော့ငရဲတိရစ္ဆာန်ပြိတ္တာလို့ဒီသုံးမျိုးပဲဗျာအတုရကာယဆိုတာမပြဘူးအတုရကာယပေတာလည်းမှထည့်ပြီးပြောအောင်ထိတ်တယ်အဲ့ဒီပြိတ္တာကိုလည်းဒီနေ့ထဲမှာ ghost ဆိုပြီးတော့ခေါ်တော့နော်တစ်စေဆိုပြီးတော့ပြောတာတိတ်တာပဲအဲ့တော့ငရဲတရိစ္ဆာန်တိတ်တာအပေလေးပုံထဲမှာဘယ်ဘုံကအသက်တာဆုံးလို့ဆိုရင်တိတ်တာဘုံကသက်တာတယ်လို့ပြောတယ်တိတ်တာပြီးရင်တရိစ္ဆာန်ဘုံပြီးရင်ငရဲဘုံဆိုလို့လေဒုက္ခတွေအများဆုံးငရဲဆိုတာနိရိယဆိုတာပါဠိစကားနိဆိုတာမရှိဘူးအရာဆိုတာဒုက္ခချမ်းသာဒုက္ခလုံးဝမရှိတဲ့ဘုံကိုရဲလို့ခေါ်တာချမ်းသာဒုက္ခဆိုတာဘာလဲခွန်ကြီးတို့တွေမျက်စိကနေပြီးတော့မှတ်တာပါတာနှစ်သက်ဆရာလေးမြင်လိုက်စိတ်ထဲမှာပြောသွားတယ်မဟုတ်လားအဲ့ဒါချမ်းသာငရဲမှရောက်တဲ့အခါကျမျက်စိကအဲ့ဒီလိုမြင်ပြီးပြောတယ်တခုမှမရှိဘူးဒီဟာလည်းနားကနေပြီးတော့ပါရတဲ့အပန်လေးတွေကြားလို့ရှိရင်ဒီလိုပြောရတယ်လေငရဲမှာအဲ့ဒီလိုตายရတဲ့အပန်ဆိုတာကြားရတကောင်းကလည်းမွေးကြတဲ့အနတ်လေးရှုနေရတယ်လူတွေပြောတယ်အဲ့ဒီဒုက္ခမျိုးကငရဲပုံမှာလုံးဝမရှိ။နေရာကလည်းကောင်းတဲ့ကြားတာလေးကိုကြိုက်တာလေးစားရရင်ပြောတယ်အဲ့ဒီအပြောမျိုးငရဲမှာလုံးဝမရှိဘူး။အဲ့ဒီဒုက္ခမျိုးမရှိဘူး။ခန္ဓာကိုယ်လေးပဲအကြည့်တွေ့ကောင်းကောင်းထိတွေ့ရလို့ရှိရင်စိတ်ထဲမှာခြေတတ်တယ်အဲ့ဒီလိုခြေတတ်တာမျိုးငရဲမှာလုံးဝမရနိုင်ဘူး။စိတ်ကူးပြီးတော့ကြည့်တဲ့အခါမှာလည်းလူတွေကအတွေးနဲ့ပြောတာလည်းရှိတယ်အဲ့ဒီလိုငရဲမှာလည်းတွေးပြီးပြောကြတာကမှမရှိဘူး
ဒီလိုမျိုးလူတွေအခုဆိုတွေ့ပြီးပြောတယ်ပြောတယ်သစ္စာတိုင်းဝဲဒီဘုံပြန်ဝဲကြည့်ရမယ်ဆိုပြီးအဲ့လိုတွေးပြီးတော့ပြောတယ်ဘုံမရှိဘူးလေအဲ့ဒါကြောင့်လို့မိရရတော့ခေါ်တာနော်အဲ့ဒါတော့လုံးဝမရှိဘူးလေဒုက္ခတဲ့ဒုက္ခတိဆိုတာဒုက္ခရဲ့ဖြစ်ရတာဒုက္ခများတဲ့နေရာဒုက္ခတိကိုခေါ်ဝိနိပါဒဆိုတာကိုယ့်ရဲ့ဆန္ဒတစ်ခုမှမဖြစ်ဘူးလူတွေမှာကိုယ်ဆန္ဒတစ်ခုဖြစ်သေးတယ်လေမှန်ပါဗျာကိုယ်ကောင်းကောင်းလေးစားရင်ဆိုင်အချက်ပြုတ်ကောင်းတဲ့ဆိုင်လေးတော့စားလို့ရတယ်ကိုယ်ဆန္ဒကိုယ်ချင်တဲ့ဘုကလေးဝယ်လို့ရတယ်ကိုယ်စိတ်ကလေးနဲ့ကိုယ်သွားတဲ့နေရာလေးတော့ရတယ်အဲ့ဒါဝိနိပါဒမဟုတ်ဝိနိပါဒဆိုတာကိုယ်ဆန္ဒအတိုင်းဘာမှမဖြစ်ချင်တဲ့ဒီပဲပေါ့အဲ့လိုအပင်လေးကိုကြားသွားနိုင်တာခုပြောတဲ့ကောဓာဆိုတဲ့ကိုယ်စိတ်ထဲမှာပြင်းထန်တဲ့ဒေါသတွေဖြစ်ပြီးခံရတာတွေဖြစ်နေလူကိုခံရတာပဲဖြစ်စေယောဂဝေဒနာကိုခံရတာပဲဖြစ်စေစိတ်ထဲမှာဒီခုခံရပြီဆိုတဲ့ကောဓာဆိုတဲ့ဘာဝတရားကိုယ်တိုင်မှာဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒါနဲ့ဒါအေးအပင်ကြီးရဲ့ကြောင့်ရှိတယ်နောက်တစ်ခုကဥပနာဆိုရင်ဉာဏ်မျိုးလူတွေတော့မရှင်းနိုင်လို့ရှိရင်တေးထားတဲ့သဘောရှိတယ်အဲ့ဒီတေးထားတာဆွဲနေတာတော့မောဒီဘူးကတေးထားလို့ရှိရင်ဉာဏ်ရောနောက်ဘက်ကျိုးနဲ့ချီထားတဲ့လိုစိတ်ထဲမှာဆွဲဆွဲမြဲမြဲကိုမှတ်ထားအဲ့ဒီလိုဉာဏ်မျိုးတွေအသေးအမှတ်တွေနဲ့တေးသွားလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကပင်ရကြသွားနိုင်တယ်ဒီတရားနှစ်ပါးကိုမြတ်စွာဘုရားသုတ်ကလေးကဟောထားတယ်ဟောဒီတရားနှစ်ခုနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီဘဝရဲ့အခြားနဲ့ဒီဆုံးတော်ဒီရဲ့နောက်မှာအပင်ရဲ့ဇဘတဲ့ပယ်လေးကိုရောက်သွားနိုင်တယ်ဒီလိုဟောတယ်နော်နောက်တစ်ခုနောက်တစ်မျိုးတစ်ခါကြည့်အောင်လူတွေရဲ့သဘာဝထဲမှာမကောင်းတဲ့စိတ်ရဲ့အမြင့်ကြီးတွေဘာလို့ရှိနေလဲဆိုတဲ့စဉ်းစားကြည့်မက္ခပလာပလူရဲ့စိတ်မက္ခဆိုတာကျေစုကမ်းတာပလာပဆိုတာဂုဏ်ကြိုင်တာကိုပြောအဲ့ဒီနှစ်ခုကလည်းမကောင်းတဲ့စိတ်တွေပဲမက္ခဆိုတဲ့အဓိပ္ပာယ်ကသူတော်ရဲ့ကိုသိတော့မဖြစ်ဘူးသူတော်ရဲ့ကျေစုတရားကိုသိတော့မဖြစ်ဘူးနောက်ဆုံးပါအမေကကိုယ်နဲ့တော်လေးတွေကျွေးတာနော်โอ้အမေတရားမွေးတာသူအမေလောကပဲကျွေးရမှာပေါ့ပြောနော်သူအမေပဲကျွေးရမှာသူဘာလို့မွေးထားသေးလို့လဲဆိုပြီးတော့ပြောတဲ့လူကရှိသေးတယ်လေကျေးဇူးတင်ရမယ့်အစားသူကဘာလို့လောအောင်ပေါ့ဆိုတော့ပုံစံမျိုးနဲ့ပြောတာပြောလို့ရှိအဲ့တော့ကျေးဇူးတရားကိုအသိမှမပြုရုံနဲ့မကဘူးခြေဖြတ်တဲ့သဘောတရားကိုမက္ခလို့ခေါ်တယ်။ညမှာလို့ခြေစုကမ်းတယ်လို့ပြောရတယ်။ဟုတ်ကဲ့။အေးခြေစုကမ်းတယ်ခြေစုကမ်းတယ်လူတွေကပြောတာလေ။အဲ့ခြေစုကမ်းတယ်ဆိုရင်အကုသိုလ်တရားဟာတေးတာမဟုတ်ဘူး။တေးပြီးချာဒီဘဝရဲ့ချားမဲ့မှာဆိုလို့ငဲချနိုင်တယ်ဒါ။နောက်တစ်ခုကပလာပလို့ခေါ်တယ်။ပလာပဆိုတာကိုယ်ပြန်တာကိုယ့်ရဲ့တာလည်းကိုအသိမှမသိဘူး။နာနဲ့လူပါပဲနေရတာအဲ့လိုဖြစ်ဖြစ်ကစာတတ်တဲ့လူရောပါရောကိုယ့်ရဲ့သားလေးကဘာလို့လုပ်လဲအမြဲတမ်းသူကကိုယ့်ရဲ့သားလေးကိုတော့အသိမှမပြုနိုင်အဲ့လိုအသိမှမပြုနိုင်တဲ့ပလာဒတရားဟာလည်းဒီဝိချစိတ်နိုင်တယ်အသေးလေးကိုရောက်စေနိုင်တယ်ဒါကြောင့်မို့ကျေးဇူးတရားကိုချေဖြတ်ခြင်းကျေးဇူးကမ်းခြင်းဆိုတဲ့အကုသိုလ်တရားကိုရှောင်ရှားကြရမှာဖြစ်တယ်။အလားတူလို့ခေါ်တယ်။ဘုံရှိတဲ့ပုဂ္ဂိုလ်ကိုယ့်ရဲ့တာတဲ့ပုဂ္ဂိုလ်တာတယ်လို့အတိမပြုရမယ်။အတိမမပြုနိုင်ဘူးဆိုတဲ့အကုသိုလ်တရားနဲ့ဒီပြုတာမှာဖြစ်ပေါ်လာရင်လည်းဖြစ်အောင်ဖေရှားပြတာနဲ့ဒီတရားနဲ့ပဲလေးကိုကြားသိရတဲ့တရားလက်ဆိုတာဒီလိုပေါ့နော်။ဟုတ်ပါဗျာ။ဒါပေမဲ့ဘာရှိသေးလဲဆိုအိတ်တာနဲ့ပစ္စရိယအတွဲလိုက်လေးခေါ်တာမျိုးဆိုအိတ်တာဆိုတာပမာရီကတော့ပြောတယ်အိတ်တာဆိုတာမြူစုရဲ
မစ္စရိယဆိုတာဝန်တိုလေတဲ့လိုပါတယ်ညူစုရဲဆိုတာဘာမှမသိဝန်တိုလေဆိုရင်ဘာမှမသိဆိုလိုတာကအိတ်တာဆိုတာသူများချီးပွားလို့တဲ့တာကိုအကောင်းမပြောနိုင်တာအိတ်တာလူတယောက်ချီးပွားပြီးဆိုရင်အဲ့ဒီကိုအကောင်းမပြောမနာလို့ဖြစ်တယ်ပေါ့နော်အဲ့ဒီမနာလို့ဖြစ်တာအင်းလေးကိုခြေလက်စီလို့ခေါ်တယ်အဲ့ဒီခြေလက်စီဖြစ်တာဒေါသနဲ့ရှင်သွဲပြီးတော့ရတယ်အလုံးစုံသွားတဲ့စိတ်ပုတ်စိတ်ရုပ်တစ်ခုပဲအမှန်တန်ဆိုးရတဲ့စိတ်ခြေလက်စီဆိုတာကိုယ်ရဲ့တာရဲတူပြောဘရောမတိမှဖြစ်သူများကြီးပွားတာကိုဘောမနာလို့မရှိစိတ်ဖြစ်အဲ့ဒါအိတ်မစ္စရိယဆိုတာကိုကြီးပွားတယ်လို့သူများကိုမကြီးပွားစေချင်တာနော်မစ္စရိယနဲ့အိတ်အဲ့လိုပါအိတ်ပါကသူများကြီးပွားတဲ့တာကိုအပြည့်ပြောတာမစ္စရိယဆိုတာကိုကြီးပွားတယ်လို့သူများကိုမကြီးပွားစေချင်တာအဲ့ဒါကိုဝန်တိုတယ်လို့ပြောမစ္စရိယဆိုတာဒီလေမစ္စရိယဆိုတာနာမည်ရှိတယ်ဆိုတာမစ္စရိယနာမည်ဆိုတာဘာလို့ဆိုအာဝတ္တမစ္စရိယနေရာနဲ့ပတ်သက်ပြီးဟောလို့ကိုနေတဲ့နေရာဉာဏ်တွေကမကြိုက်ဘူးနော်မကြိုက်ဘူးဟိုအခြားအကြောင်းတွေမကြိုက်တာဘူးမလေးသေးချင်တာဆိုတော့ဒီထားစီးတဲ့အခါဟိုကိုနာကိုဒီနေ့ယူစားခိုင်းတာဆိုတော့ထုတ်ချတာပေါ်ကားစီးတယ်ဟုတ်အဲ့ဒါမျိုးနေရာမပေးချင်ကိုယ်ရဲ့ရချင်တဲ့မစ္စရိယအာဝါဒမစ္စရိကုလမစ္စရိယဆိုတာကိုယ်မိတ်ဆွေသူတစ်ပါးမိတ်ဆွေဖြစ်စေဘုန်းကြီးတွေဆိုလို့ရှိရင်ကိုယ်တရားကမှသူ့တရားကမှဖြစ်မှာဆိုဟောအဲ့ဒါကုလမစ္စရိယအဲ့ဒါမစ္စရိယလာဘမစ္စရိယဆိုကိုရထားတဲ့အခွင့်အရေးတွေကိုသူများရစေချင်မှုတဲ့မစ္စရိယတဲ့ဝဏမစ္စရိယဆိုတာကိုအချင်းမခံရတယ်လို့သူများကိုအချင်းမခံစေချင်ဘူးတဲ့ဓမ္မမစ္စရိယဆိုတာကိုသိတဲ့တရားကိုသူများမသိစေချင်ဘူးတဲ့ဟောမစ္စရိယဆိုတာအဲ့လိုပြောရပါမယ်မစ္စရိယကိုနားလည်တယ်နှမျောတယ်ပြောနေတာဟုတ်ကဲ့မစ္စရိယကလောဘနဲ့တွဲတာမဟုတ်ဘူးဒေါသနဲ့တွဲတာမစ္စရိယရဲ့သဘောကိုသိကြလို့ရှိရင်နော်ခွေးလေးနဲ့ကောင်ဆော့ကစားနေကြတယ်ကြားထဲမှာအမေယူလေးကိုပြစ်ချအဲ့ဒီခွေးနဲ့ကောင်ဘာလို့ရအေးအဲ့ဒါဘာကြောင့်ကြိုက်လို့ဆိုသူရတာတော့လာကြည့်ရဲဆိုမစ္စရိယဖြစ်သွားတယ်ဘယ်လိုတော့ကစားနေရတာလဲဟုတ်ကဲ့မစ္စရိယကဒေါသနဲ့ရှင်နေဆိုသိချင်းရှာတယ်ဒေါသမှာကိုကြီးပွားတယ်လို့မကြီးပွားစေတဲ့လူတွေကအများကြီးပဲသူများကြီးပွားတယ်လို့အကောင်းမပြောနိုင်တဲ့လူတွေကလည်းအများကြီးပဲအဲ့ဒါကြောင့်ဒီအိဋ္ဌမစ္စရိယဆိုတဲ့တရားဆိုနှစ်ခုလက်ခံတဲ့တော်ဒီနှလုံးသားထဲမှာရောက်ပြီးဆိုရင်ဒီပုဂ္ဂိုလ်ဟာဤဘဝရဲ့အချမ်းနဲ့နောက်ဘဝ weather condition လို့ပြောပုံနဲ့ဒီလမ်းလေးပြောလို့ရတယ်ဒီပုဂ္ဂိုလ်ရဲ့တွားရလမ်းဟာပင်ငယ်မှာကြတယ်အားလည်းဒီခါနောက်တစ်ခုကမာယာတာတိယဒီတရားနဲ့မာယာဆိုတာတဲ့စားတာတိယဆိုတာထောက်ဖြစ်အဲ့ဒီလိုပဲလာပြန်ညာအဲ့တော့မာယာတဲ့စားတယ်ဆိုတာဘာလို့ပြောတာလဲတဲ့စားတယ်ဆိုတဲ့ဒီဘက်ကဘာလို့ဆိုလို့ကိုလုတ်ထားတာကိုဖုံးကွယ်ကိုကြိုးစားကိုမဟုတ်တာလုတ်ထားတာကိုဖုံးကွယ်ကိုကြိုးစားတာမာယာဟုတ်ဟုတ်ကဲ့မာယာပဲစားတယ်ဆိုတာကိုလုတ်ထားတာကိုမလုတ်ချင်အောင်အားဆောင်ပြီးတော့ဥပမာပဲတစည်းခုသူခိုးတယ်မခိုးချင်အောင်အားဆောင်တာသူကလူကောင်းမဟုတ်ဘူးတို့တော့လူကောင်းအောင်အားဆောင်ဒီလိုအားဆောင်တာမျိုးပေါ့ကိုမဟုတ်တာလုတ်ထားတာကိုဒီအယူတွေကအချင်းချင်းတစ်မျိုးချင်းအောင်ဟုတ်တယ်လို့ထင်အောင်လှည့်စားတာကိုမာယာလို့ခေါ်တယ်ဒီနေရာမှာတော့ရက်တဲ့မာယာဆိုတာအဲ့လိုလှည့်စားတာဆိုတာစိတ်ရဲ့မယုံတာမှုတစ်ခုပဲပေါ့အဲ့ဒါလည်းပြင်ရကိုကြားစေနိုင်တယ်နောက်တစ်ခုကပါထေးရဆိုတာဘာလို့ဆိုလို့ရှိရင်ကိုယ်မှာမရှိတဲ့ကိုယ်ကိုထုတ်ပြီးတော့တွား
ရောဝါကြောတယ်ကိုမရှိတာမရှိလို့ပြောတာအဲ့ဒါမှဖြစ်ကောက်ချစ်စင်းလဲတယ်လို့ပြောတယ်ကိုမရှိဘဲနဲ့ရှိတော့တယ်တရားမရှိဘဲနဲ့ရှိတယ်လို့ထင်အောင်လုပ်တယ်တိရမရှိဘဲနဲ့ရှိတယ်လို့ထင်အောင်လုပ်တယ်အပိုင်းဝိုင်းအောင်ရောက်တော့လောကမှာတာဖြစ်ရဆိုတာအဆောင်မှုနဲ့အရေးကြီးခံရတာရှိမှာလားတကယ်မဟုတ်ဘဲနဲ့အဟောရောက်အဆောင်နေတာတာဖြစ်ရပေါ့အဲ့ဒါတွေကလည်းလောကမှာအပြစ်ရှိတယ်တဏှာမှာလည်းအပြစ်ရှိတယ်အဲ့ဒီတရားတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တရားမှာဒီချမ်းတဲ့ဒီဘဝကကြော်လွှဲရင်နောက်ဘဝမှာကောင်းတဲ့ဘုရားနိုင်မှုတဲ့အဲ့ဒီစိတ်ဓာတ်ရှိတယ်ဟုတ်ပါဗျာဟုတ်ကဲ့အကုသိုလ်တွေအကုန်လုံးအခုပြောလိုက်တာအားလုံးလေးစုံပေါ့လေးစုံရှင်းပြအဲ့ဒါကိုအပြန်အားဖြင့်နားလေရအပြန်အားဖြင့်နားလေရကောရာဆိုတာစိတ်ဆိုတာစိတ်ဆိုးနေတာထားတယ်ဥပဒါဟာဉာဏ်မျိုးဖွဲ့တာဉာဏ်မျိုးမဖွဲ့ဘူးသိခံတယ်ဟောအဲ့ဒါကကောင်းတဲ့လူတွေကိုရောက်စေတဲ့တရားပဲနောက်တစ်ခုမက္ခပလာဒမက္ခဆိုတာခြေစုကိုခြေပြက်တယ်ခြေစုကမ်းတယ်ပလာဒဆိုတာဂုံပြိုင်တယ်သူများရဲ့ကောကိုသိလို့မသိဘူးဟောအဲ့ဒါရဲ့ဆက်တဲ့ကခြေစုပြန်တတ်တယ်ခေါ်ပြီးပြန်တယ်လို့အဲ့ဒါကကောင်းတဲ့တရားလို့ပြောတယ်နောက်အဲ့ဒါဝိသရိယနဲ့ဆက်တဲ့အခါမှာကျလစီမရှိဘူးသူများကြီးပွားတာဝါဒနဲ့ဝိသီတာဖြစ်တယ်ဝါဒနဲ့ဘယ်လိုပါကြီးပွားသွားတယ်လို့ဒီနဲ့နိုင်ငံရဲ့ congratulation လုပ်တယ်ဒါတော့ဝါဒရဲ့ congratulation အပြည့်ပြောင်းမစ္စရိယဆိုတာနာယခံတဲ့အခွင့်အရေးဒီများတွေကိုရပြီခွဲဝေပေးဖို့အများကြီး share လုပ်ဖို့စိတ်ထဲမှာရှိဟောအိဒါမရှိဘူးမစ္စရိယမရှိဘူးအိဒါမရှိရင်ဘာဖြစ်လဲဝိရိယရှိဝိရိယဆိုတာရတာလည်းရှိတယ်ဒီများရတာလည်းရှိတယ်ဆန္ဒတွေကနေမပြည့်ရင်းရပါလေနဲ့ဝန္တာနိုင်တယ်ဟောဝိရိယဆိုတာဝန္တာနိုင်တယ်အဲ့လိုအိဒါကျင်းစင်တယ်မစ္စရိယကျင်းစင်တယ်ဆိုလို့ကောင်းတဲ့လူတွေကိုရောက်နိုင်တယ်တရားဒီတရားလေးရှိနောက်မာယာတာဖြစ်ရဆိုကောက်ဖြစ်တဲ့ဆဲလဲတိစားတဲ့အဲ့ဒါမျိုးမရှိပဲနဲ့ယူစားတဲ့ချောင်းရတယ်ကိုမဟုတ်တာလို့မဟုတ်တာလုံးပြီးတယ်ဆိုတာခွဲဟောင်းခံတယ်ကိုမှကိုမရှိတာကိုအရှိလုံးပြီးတော့ကြွားပြီးမပြောတတ်ဘူးယူသားချောင်းရတယ်အဲ့ဒီကိုကလည်းဒီဝါရဲ့အခြားမဲ့မှာကောင်းရဖို့ရောက်စီတယ်အဲ့တော့ဒီအခြေအနေတွေကဘုဒ္ဓသာသနာရှိတော့ဘုန်းကြီးတွေသာသနာရှိနေတာပဲအကောင်းနဲ့အဆိုးကိုဖယ်ရှားပြီးတော့ပြီးတာအဆိုးတရားတွေကိုယ့်ရဲ့မှာလက်ခံဖယ်ရှားပြတာအကောင်းတရားတွေကိုဘုန်းကြီးကြားဒါဟာတရားကျင့်တာပေါ့အဆိုးနဲ့အကောင်းရွေးချယ်ပြီးတော့အဆိုးနဲ့အကောင်းအဆိုးကိုဖယ်ရှားအကောင်းကိုလက်ခံကျင့်သုံးရမှာဖြစ်တယ်ကဲအစိုးရကိုဖယ်ရှားပြီးတော့အကောင်းကိုလက်ခံကျင့်သုံးနိုင်ပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တရားမှာဝါဒတရားမှာတော့ကောင်းရဖို့တစ်ခုကနေကောင်းရဖို့တစ်ခုကိုရောက်မယ်တို့တော့တဏှာကလွတ်နိုင်တယ်လားဆိုမလွတ်နိုင်ဘူးအဲ့ဒါဘာဖြစ်လို့မလွတ်နိုင်တာလို့ဆိုတာကိုနောက်တော့တဲ့တစ်ခုမှာရသတယ်နှမျိုးထပ်ပြီးတော့ဟောတာရှိတန်ရောစတိယတရားတွေကိုတာယာစရာအဖြစ်ရှိနေတဲ့ပုဂ္ဂိုလ်တန်ရောစတိယဆိုတဲ့တရားတန်ရောစင်ဆိုတာဒီတန်ရောစနာဆိုတဲ့အိဗေကသူကနှောင်ထွက်ထားတယ်ဆိုတဲ့အိဗေကနှောင်ကျိုးလို့ဆိုတာပြန်လို့ရနော်နှောင်ကျိုးဆိုတာချီနှောင်ထားပြီဆိုလို့ရှိရင်နွားလေးကောင်ခြေတိုင်းမှာကျိုးနဲ့ခြေထားပြီဆိုရင်ဒီနွားအဝေးသွားလို့ရမရပါဘူးဗျာတကယ်တော့ခြေထားတယ်တော့တော့လို့ရတော့နောင်ကျိုးဆိုတဲ့ဘောကအဲ့လိုခြေနှောင်ထားတယ်ဆိုတဲ့စိတ်ကိုလည်းအာယုန်နဲ့ခြေနှောင်ထားတယ်စိတ်ကိုအာယုန်နဲ့ခြေနှောင်ထားအဲ့လိုခြေနှောင်ထားလို့ရှိရင်ကိုယ်ကဘယ်ကတော့လို့ရသွားတယ်တရားစင်နဲ့တွဲ
ကတော့ပြောတယ်တားတိုင်းလို့ဆိုရင်မိတိုင်းလို့ပစ္စည်းတိုင်းလို့တကယ်တော့စားကတိုင်းလို့မဟုတ်သမီးကတိုင်းလို့မဟုတ်ဘူးပစ္စည်းဥစ္စာတိုင်းလို့မဟုတ်ဘူးတိုင်းရောတယ်ဆိုပစ္စည်းနဲ့မိမိစိတ်ဆက်သွယ်ထားတဲ့တဏှာလေးနော်သာဝတိနဲ့မိမိနဲ့ဆက်သွယ်ထားတဲ့တဏှာလေးကိုတိုင်းလို့ခေါ်တယ်အဲ့တော့ဘာလို့ဆင်ချက်တဲ့ဒါနဲ့ဆက်တဲ့ဆိုသာဝတိကိုပြစ်ထားတာဘာလို့ဆက်တဲ့လို့ဆင်ရတယ်လို့ပြောတယ်ပါဗျာဒါနဲ့အဲ့တော့မဟုတ်ဘူးအောင်လွဲသွားဖြတ်နေတာဖြတ်ရမှာကိုယ်စိတ်ထဲမှာတွေ့တာတဲ့တဏှာအတွေ့အကြုံမရှိဘဲနဲ့မေတ္တာနဲ့နေလို့ရတယ်လေလူတယောက်ကိုဥပမာတကယ်ချင်းနဲ့တကယ်ချင်းတယောက်ကိုကိုကြီးဆောက်ရှောက်တယ်ဆိုတဲ့နေရာဟိုအတွေ့အကြုံမရှိဘဲနဲ့မေတ္တာနဲ့ဆောက်ရှောက်မေတ္တာနဲ့ဆောက်ရှောက်တာတွေ့တာမဟုတ်ဘူးအဲ့လိုတွေ့တာမှုနဲ့မေတ္တာရှားစီတော့မေတ္တာထားလို့ရှိရင်လည်းဒီလားနဲ့နေလို့ရတယ်မေတ္တာတော့တဲ့ထားမှာမဟုတ်ဒါတော့ဆိုလို့ရှိရင်လူတွေကတဏှာလို့လည်းကောင်းတယ်မဟုတ်ဘူးမုန်းပြီးရတယ်တန်လို့ရှိရင်အမုန်းစိတ်ကလည်းဟိုမုန်းစရာကောင်းတဲ့လူနဲ့ကိုယ်စိတ်ကလေးနဲ့ခွဲမရအောင်ခွဲထားတယ်ဟုတ်တယ်လေတဲ့လူကမှန်မှန်ပြည့်ရတယ်တဲ့လူကမှန်မှန်ပြည့်အဲ့ဘာလို့မှန်မှန်တရားလဲဂျားမှာအဲ့ဒီတွေ့တာလေးရှိနော်ခင်တဲ့နဲ့လူသတိရတာလည်းမုန်းတဲ့လူသတိရတာလည်းဘာလို့လဲဘာလို့လဲတော့ဒါတော့လည်းအားလုံးပြီးတယ်ဆယ်ကျော်တော့ရှိတာဟုတ်တယ်နေပြီးတော့ဗာလေးခွဲလိုက်ပဲဆိုလို့ဒီတော့များသွားတယ်နော်အဲ့တော့ဘာလို့လဲသာသနာ့ရဲ့မိဘရဲ့ချက်တယ်ဆိုတာပါလေလို့ဆိုလို့ရှိရင်သာသမီကိုပြလိုက်တာမဟုတ်ပစ္စည်းကိုဆော့လိုက်တယ်ဒီလိုဆိုလို့မဟုတ်ဘူးသာပေါ်မှာတွေ့တာတော့တဲ့တဏှာပစ္စည်းဥစ္စာပေါ်မှာတွေ့တာတဲ့တဏှာဖြတ်တာပစ္စည်းကိုနှိမ့်ပြတာလည်းမဟုတ်ဘူးတာသမီကိုဆော့လိုက်တာမဟုတ်ဘူးကျပါဗျာအဲ့ဒီအတွေ့အတာဆိုတာစိတ်ထဲမှာဖြစ်ပေါ်ဒီနှစ်ခုကိုပေါင်းခုပြီးဥပမာလဲဆိုတော့နွားတစ်ကောင်နဲ့ခြိလိုက်နဲ့ခြိထားတယ်ဆိုတော့အဲ့တော့တိုင်နဲ့နွားကိုကျိုးနဲ့ခြိထားတယ်ဆိုလို့ရှိရင်နွားကတိုင်ရဲ့ပန်လို့တယ်မဟုတ်ဘူးတိုင်ကရဲ့နွားရဲ့ပန်လို့တယ်မဟုတ်ဘူးပန်ရောက်တယ်ဆိုတာနွားနဲ့တိုင်ကြားတာခြိတွဲထားတဲ့ကျိုးကိုခေါ်တာအဲ့ဒါလို့ပဲစိတ်နဲ့အာယုံနဲ့ဈာနာဖြစ်ပေါ်နေတဲ့ဒီတဏှာတို့ဒေါသတို့တာယာတို့ခေါ်တာလေအဲ့ဒါကိုဖြတ်ခိုင်းတယ်အဲ့ဒါမဖြတ်ခိုင်းတဲ့ဘုရားတော်ဖြတ်ရင်တော့အဲ့ဒါပြတ်မှာမဟုတ်နော်ကျိုးကြီးရရှိတယ်မှာပြတ်မှာအဲ့လူတော်ဖြတ်လို့တော့တော်ရရောက်မှာပေါ့အဲ့လိုဆိုတော့နော်အဲ့ဒါလည်းအဖြတ်မှာမားစေဟုတ်ပါဗျာဒါမှမဟုတ်ဘာလဲအဲ့ဒါဒီချာချာဒီစဉ်းစားဒီချာချာဒီတော့အဲ့ဒီမှာမြတ်စွာဘုရားမာယောစမိယတရားဆိုမာယောဆရာဖြစ်စေတရားတွေဆိုဘာတွေလဲကိုယ့်ကိုစဉ်းစားကြည့်ကိုယ်နဲ့အနည်းဆုံးကိုကြည့်လိုက်လို့ရှိရင်ကိုယ့်ဘဝကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာကိုယ့်ရဲ့ပတ်ဝန်းကျင်မာယောဆရာဖြစ်စေနေပြီပဲဟောအဲ့ဒါကိုမာယောစမိယလို့ခေါ်တယ်နမတိကကိုယ်ခန္ဓာကိုလူတွေတွေ့တာလေကိုယ်ခန္ဓာကိုတွေ့တာဆုံးတယ်ဘာလို့တွေ့တာလဲဆိုဟိုတေယုတို့ပြောလို့ဆိုရင်ကိုယ်ဘောကိုတွေ့တာလေကိုယ်မျက်စိကိုယ်နှာခေါင်းကိုယ်တွေကကိုယ်ခန္ဓာကိုနော်ကိုယ်စိတ်ဒါတွေကိုယ်တတ်တာလေပညာဆောက်တဲ့ဖြစ်ပေါ်လေကိုယ်နဲ့ပတ်သက်တာတွေ့တာလေတွေ့တာလေနောက်ကိုယ်ပိုင်တဲ့ပစ္စည်းနောက်ကိုယ်နဲ့သက်ဆိုင်လာတဲ့သာသမီပါညာပေါ့ဒါလေးကိုတွေ့တာအဲ့ဒီတွေ့တာဆရာလေးကိုတာယောစရိယလို့ခေါ်တယ်အဲ့ဒီတွေ့တာဆရာအာယုန်ဒီပေါ်မှာသူကတာယောဆရာကြီးကောင်းတယ်လို့ရှုမြင်တွေ့တာမှုကကောင်းတယ်ခြေသက်ဆရာကြီးပဲလို့ညင်းနေသေးတယ်ကြဘယ်တော့မှဒုက္ခမလုပ်ဘူးတဲ့တာယာလည်းမနေဘူးရသော်ရကအဲ့ဒါကိုခေါ်အတ္တရာဥပတိနောဝိဟာရတောတဏှာပါဝတ္တိတာယာလို့ရှုမြင်နေတဲ့ပုဂ္ဂိုလ်ရှုမြင်ပြီးတော့ဒီထိုင်တဲ့ပုဂ္ဂိုလ်ပါတဲ့ဘယ်တဏှာတွေတိုးပွားလာနေလဲပဋ္ဌာန်းမှုတွေတိုးပွားလာနေတယ်အဲ့ဒီပဋ္ဌာန်းမှုဆိုတဲ့နေရာမှာလည်းစဉ်းစားကြည့်ကြနော်
မေတွေကသားချစ်တယ်သမီးချစ်တယ်ပြောကြတယ်နော်တကယ်သားချစ်တာသမီးချစ်တာဟုတ်သလားလို့တရားစစ်လိုက်ပြီးတော့ရှာကြည့်လူတွေဟာကိုယ့်ကိုယ်ချစ်ဆုံးလို့မြတ်စွာဘုရားဟောတယ်အတ္တတမံပေမနတ္တိကိုယ်နဲ့သူတဲ့ချစ်တဲ့တရားဟုတ်လို့ဆိုတာမရှိဘူးဒါလည်းနေလေကြီးရောပြောသေးတယ်မင်းတို့ကအချစ်ဆုံးတယ်လို့ဘယ်တော့မှဆုံးချစ်ဆုံးတယ်တော့ဟုတ်နော်သူချစ်ဆုံးတာသူ့ကိုယ်သူပဲဒါလည်းဘာလို့ပြောနေကြတာလဲမျက်စိလည်းနာလေကိုယ်ရောကလည်းဟုတ်တယ်မျက်စိကိုယ်ကိုချစ်ဆုံးကိုယ်ကိုချစ်ဆုံးဆိုတာဘယ်လိုပြောလို့ရလဲစဉ်းစားကြည့်မိဘကသားသမီးကိုချစ်တယ်ဆိုတာဟောဒီသားသမီးလေးကိုကြည့်ပြီးစိတ်ချမ်းသာပါပဲသားသမီးပေါ်မှာညှို့လက်ကလေးနဲ့အာကိုသားလေးသားသမီးလေးနေအဲ့တော့သူချစ်တာကအဲ့ဒီသားသမီးလေးကိုကြည့်ပြီးတော့သူစိတ်ချမ်းသာတာလေးကိုချစ်တယ်မှန်လားအဲ့ဒါကိုကြော်ပြီးတော့လူရဲ့ဆရာသားသမီးကိုချစ်တယ်လို့ဖြစ်မဟုတ်ဘူးဘာလို့မဟုတ်ဘူးလို့ပြောနိုင်တယ်ဘယ်လိုလက်တွေ့ပြနိုင်လဲဆိုတော့ပြနိုင်တယ်အဲ့ဒီသာသမီပေါ်မှာမျောလင်းပြီးတော့သာသမီလေးကိုကြည့်နေရတဲ့စိတ်ချမ်းသာမှုကိုဟောဒီသာသမီကပေးနေတဲ့ညကာလမှာချစ်တယ်သာသမီကနေထော်တော်ကမ်းလာလို့ပြီးတော့သူ့ရဲ့စိတ်ချမ်းသာမှုကိုဖြည့်ဆည်းနေအဲ့ဒီသာသမီကခဲတော့တယ်သွားတော့စိတ်ကဆက်တယ်တဲ့ဒါလည်းချက်ဝေကြလျှော်ညာကြောင်ကြပါမှာတကယ်ချင်းကြောင်ကြပါဦးဗျာအဲ့တော့လူကြောင်ညာတယ်ဆိုတော့သူစကားနားမထောင်လို့တဲ့အဲ့ဒါလည်းမအားလို့ပါတာပဲနားပါလို့အဲ့ဒီစကားကလည်းတော့သိနေတာကိုအဲ့ဒီထော်လာကလည်းလုံးခံတယ်လည်းလုံးခံတယ်လို့ဆိုတဲ့အသေးလေးကြာအဲ့တော့သူချစ်တာတာပြီးပေါ့ဘူးတာပြီးကိုကြည့်ပြီးသူစိတ်ထဲမှာပျော်ရွှင်စရာလေးရနေချစ်တာလို့ခေါ်တယ်မှန်ပါဗျာဒီတာပြီးမဟုတ်ဘဲနဲ့ဟိုလူကိုချစ်တာလည်းမျိုးသားမျိုးသမီးပြန်နေချစ်ကြတယ်ဒါပဲဒါကြောင့်မလို့ထိုင်ဖို့စီဖြစ်တာပေါ့ကိုလူနာမရတော့ဘူးဆိုရင်တော့ပဲဟုတ်ကဲ့လူတွေအဲ့လိုဖြစ်ကြအဲ့တော့ဘုရားဟောတဲ့ပုဂ္ဂိုလ်ကိုချစ်ဆုံးဆိုတာသိမ့်ဖို့ပါပဲဖြစ်ပါဘူးအဲ့တော့ပုဂ္ဂိုလ်ကိုချစ်ဆုံးဆိုတာဘယ်လိုမှသိကြအဲ့တော့နိုင်လို့ဖြစ်เสียဒီကိုအတ္တနာလူတ္တတာယာစရာတစ်ခုနဲ့လက်ခံပြီးတော့နေပဲဆိုလို့ရှိရင်တဏှာတွေပွားနေမှာပဲရစီပေါ်မှာကာယနေမယ်ဆိုရင်ပွားမယ်နားပေါ်မှာကာယနေမယ်နှာခေါင်းပေါ်မှာကာယနေမယ်ရစီပေါ်ကာယနေဟုတ်လားရစီရအားရစီရနေဝင်ကောင်းနေကြီးတယ်ကုသီမမုံလေးနဲ့နော်လူရရစီကိုကောင်းပြောနားလည်းဒီရစီပြီးနားလေးအဲ့လိုအကောင်းပြောကြတာပဲကိုယ်ခန္ဓာကိုယ်ရဲ့ဒီအရင်ကမှတွေ့တာလေတွေ့တာကအမှန်တရားတွေ့တာအဲ့ဒါတဏှာတွေပွားနေမှာပဲရစီပေါ်မှာကာယနေမယ်ဆိုရင်ပွားမယ်နားပေါ်မှာကာယနေမယ်နှာခေါင်းပေါ်မှာကာယနေမယ်ရစီပေါ်ကာယနေဟုတ်လားရစီရအားရစီရနေဝင်ကောင်းနေကြီးတယ်ကုသီမမုံလေးနဲ့နော်လူရရစီကိုကောင်းပြောနားလည်းအမေအဲ့ဒီစီနားလေးအဲ့လိုအကောင်းပြောကြတာပဲကိုယ်ခန္ဓာကိုယ်ရဲ့ဒီအရင်ကမှတွေ့တာလေတွေ့တာကအမှန်တရားတွေ့တာအဲ့လိုနိုင်လို့ဖြစ်เสียအာယုန်တွေမှာတွေ့တာစရာလို့ဆိုတဲ့အမြင်နဲ့နင်းနေပြီးတဲ့ကာလကလုံးနဲ့တဏှာဟာတိုးနေမှာကတဏှာတိုးရင်တဏှာဖြစ်เสียဥပါဒနာဆွမ်းမှုတွေလာပြီတွေ့တာမှုနာလာတဲ့တိုင်နဲ့အစွဲရတယ်တွေ့တာမှုအာချိလာတာကိုဆွဲတယ်လို့ခေါ်နော်ဆွဲလိုက်ရင်ဘာလို့ရလို့မှုနဲ့ကြိုးစားအားထုတ်တာလဲဘောရတဲ့ခုဒီဆောင်တယ်ဥပါဒနာသစ္စာဘောရချင်လာတယ်လေအေးဘောရတဲ့ခုရလာပြီဆိုရင်ဘောပစ္စယဇာတိကိုဝေဖာရပြီဝေဖာရင်ဘာဖြစ်တော့ဇာတိသစ္စာသရံဆန္ဒဟောကိုမဲတင်းမဲဒါပဲတော့ဒီလည်းကြောင့်ချောင်းတိုင်းလို့ရတယ်လားမရပါဘူးဗျာဒီဘောရခုရလာရဲ့ဇာတိဆိုရလာမယ်လာရင်ဒီချားထဲမှာမအိုးရင်မလေးရင်စကြတော့အကောင်းမှုမလာဘူးတောကဆိုရင်ရတယ်လူရတောကရလောက်များတယ်လက်ပြင်ကအတွက်လည်းဆိုရင်ရလူရှိတဲ့လူလည်းရလူချမှာဆိုရင်ပဒရှိတဲ့လူလည်းပဒရှိ
ဟုတ်လားပျက်စီးတော့ဆိုရင်ယောဂဖြစ်လို့ရှိရင်လည်းကိုယ်ချမ်းသာရေးအတွက်ဆိုရင်ဆိုဆွေးနေကြရတဲ့ဆိုတဲ့ဒီအဲ့တော့တော့ကတော့ပါတစမခုကိုဖြစ်စီနေတာဖြစ်တော့တယ်ဆိုရင်တော့ဖြစ်သွားရင်တော့အဲ့ဒီတော့ကိုမထိနိုင်ဘူးဆိုရင်ပြိတွေကဘုံရပြီခန္ဓာကိုယ်ကြီးရတာလို့ကိုယ်စင်းမှုဆိုတာလည်းစိတ်စင်းမှုဆိုတာလည်းကျော်ရတယ်အဲ့ဒီမှာတော့ကနဲ့ဒေါမနတာဆိုတာပြေကိုအပြည့်ကျတူတူပဲဘာလို့ဒီနေရာမှာတစ်ခုခွဲဟောလို့ဆိုတော့တော့ကဆိုတာယတနာတရားတွေနဲ့ကျုံတော့မယ်တော့ကျုံကြီးဆိုရင်တော့ကဖြစ်ဒေါမနတာဆိုတာအဲ့ဒါမဟုတ်ဘူးစိတ်ထဲမှာအလိုမကျဖြစ်ပြီးတော့စိတ်ဆိုးတယ်ခံပြင်းတာဒေါမနတာကိုခေါ်ဒေါမနတာရဲ့ aspect ကမျိုးရှိတယ်ပေါ့ပုံစံနဲ့မြင်မတူလို့တဘာဝတရားတွေခုတည်းနဲ့ပုံစံတွေတူသည့်အတွက်ကြောင့်တစ်ခုပဲဟောတယ်ဒီမှာဥပါယနာဆိုတာလူရခံရလာပြီဆိုလို့ရှိရင်စိတ်ဓာတ်အထုတ်လာတဲ့စိတ်တူတာဥပါယနာစိတ်ဓာတ်အထုတ်လာဟုတ်တယ်သူကတော့ဒေါသကိုခေါ်တာအဲ့တော့ပရိစ္ဆေသမုပ္ပါဒ်ကဘုရားဟောတာလူတော်ဘာလဲခေါ်တာတောကပရိဒေဝဒုက္ခဒေါမနတုပါယတာအဘုံဒီအဲဒီဖြစ်လာတယ်အဲ့ဒါဒီဖြစ်လာနောက်ဆုံးရဧဝမေတ္တဒုက္ခခန္ဓာသမုဒယောတဏှာလာနဲ့တည်းနဲ့ဒီဒုက္ခတွေကြီးတဲ့လာမယ်ဆိုတာကိုပြောတယ်နော်အဲ့ဒါဘာကြောင့်ဒီလိုဒုက္ခတွေကြီးလာနေတာလဲဆိုရှုနေပုံမှာအတ္တဟာနုပတိတဲ့သူရှုနေတာကောင်းတယ်လို့ထင်နေတာဒါတွေကိုခန္ဓာကိုကောင်းတယ်လို့ယူဆတာအာရုံနဲ့ဖြစ်เสียအာရုံကိုကောင်းတယ်လို့မြင်နေလို့ဒီလိုဖြစ်ရတာအဲ့တော့ကောင်းတယ်ကိုမြင်နေတယ်ဗျာတဏှာတွေပွားပြီးတော့ဒုက္ခတွေကြီးပဲလာနေမယ်လို့ဒီလိုပြောတာတာလျာကဒုက္ခဆောင်ရှိတယ်ဒီလိုပုံပုံပြောရှိကဲသူ့ရဲ့ဆက်ကြတဲ့ရသဗျာဟောဒါဖြင့်ဒီဒုက္ခတွေကိုအောင်လုံးနိုင်တဲ့ဒီမရှိဘူးလားဆိုရှိတယ်အဲ့ဒါပါလေဆိုတဏှာရောစဉ်ဖြစ်เสียအာရုံဘာတွေတော့မျက်စိနာနာတရားကိုယ်စိတ်ချင်းချုပ်လိုက်လို့ရှိရင်ဒါပဲရှိတယ်ဒီလိုမှာအဲ့ဒီမျက်စိနာနာတရားကိုယ်စိတ်အခြေခံအားဖြင့်ကိုယ်ခန္ဓာကိုနော်ကောင်းတဲ့ပစ္စည်းဥစ္စာလို့တွေ့တာတဲ့ပုဂ္ဂိုလ်ကြီးအဲ့ဒါတွေကတဏှာရောစဉ်ဖြစ်เสียအဲ့ဒီတဏှာရောစဉ်ဖြစ်เสียအားလုံးတွေကိုသဘာဝတရားတွေကိုမှန်မှန်ကန်ကန်ရှုမြင်ပြီးတော့ဒီသဘာဝတရားတွေအပြည့်ကိုမြင်လာအာဒီနဝနိကတိအပြစ်ကိုမြင်အဲ့တော့ဒီနေရာမှာအပြစ်မြင်တယ်လို့ဆိုတဲ့နေရာမှာလူတွေကတော့ထင်ကြတယ်ဒီကောင်အပြစ်ပဲရှာနေတာအပြစ်တွေကြီးတယ်အစိုးမြင်ဝါဒကြီးတွေဒီလိုအောင်လို့နော်အဲ့လိုပုံကဲအကောင်းတဲ့အဆိုရှာကြည့်ရမျက်စိမှာပါရရမရှိဘူးလားလို့ရှိတယ်အပြည့်ရောမရှိဘူးလားဆိုရှိတယ်နော်မျက်စိမှာตาရစရာဆိုတာဘာလဲလို့မျက်စိရှိတဲ့ကတယ်လီဗီရှင်းကြည့်ရတာပေါ့အဲ့ဒါตาရစရာပဲမဟုတ်လားအဲ့မျက်စိရှိလို့မြင်ရတယ်ကောင်းတာအဲ့ဒါပါလာမြင်ရတယ်ဟောမျက်စိအသုံးချပြီးပညာသင်လို့ရတယ်ဒါตาရစရာနဲ့ကျင့်တတ်စရာပဲဟုတ်ကဲ့လားကဲအဲ့ဒီမျက်စိလေးရဲ့အပြစ်ကဘာလဲလို့ဆိုလို့ရှိရင်ဘုံမှန်တယ်နောက်ဆုံးဝေဘာတဲ့သာဝရခံရတဲ့အရာဟုတ်ဘူးဝိပရိနာမဓမ္မကြောင်းရတဲ့တော်ရှိတယ်အဲ့ဒါကိုကိုယ်အပြစ်ကိုပြောတာမဟုတ်ဘူးနော်မတည်ငြိမ်မှုသာဝရပြောင်းလဲနေတဲ့သဘောကိုအပြစ်လို့ပြောတာအားလုံးပါဒါကြောင့်ဘုရားကယုံနဲ့တော်တဲ့ခါရတွေကဘယ်တော့မှတည်ငြိမ်တာမရှိဘူးသာဝရပြောင်းလဲနေတဲ့အရာတွေဖြစ်တော့ကြောင့်အပြစ်လို့ပြောတာအဲ့ဒီသာဝရပြောင်းလဲနေတဲ့အပြစ်ကိုမြင်အောင်ကြည့်ရမယ်လို့ပြောဆိုပါတယ်ကဲမျက်စိမှာအာရစရာကမျက်စိကိုအသုံးပြုပြီးတော့မြင်ကြရတဲ့အခါမှာကျင့်တတ်စရာကောင်းတဲ့အာယုံမျိုးမြင်ပီတိဖြစ်ရတယ်တောင်းတဖြစ်ရတယ်ဒါမျက်စိနဲ့ပတ်သက်တဲ့ကျင့်တတ်စရာမျက်စိနဲ့ပတ်သက်တဲ့အပြည့်အနာစာဘာလို့ဆိုမျက်စိဟာအမြဲပြောင်းလဲနေနေခိုင်မာမှုမရှိဘူးဒါအပြည့်မှန်ပါဗျာရသော်ဗျာတရားဟောတဲ့အခါမှာဘုရားပြောတယ်ဗျာအများကြီးပဲအတ္တဒါအာရိနဝနေသရဏသုံးမျိုးပဲခေါ်ရရှိအတ္တဒါဆိုတာပါရစရာခြေတတ်စရာ
အာရိနဝဆိုတာအပြည့်အနာစာနေတရဏဆိုတာထွက်ရနာဒါလည်းမျက်စိကနေပြီးတော့ထွက်ရောက်တဲ့လမ်းမရှိဘူးလားဆိုတော့ရှိတယ်ပါလေမျက်စိပေါ်မှာတွေ့တာတဲ့တဏှာကိုပယ်ရမယ်နေတာကအဲ့ဒီတွေ့တာတဲ့တဏှာကိုပယ်ဖို့ကဘာလို့အဖြစ်ကိုမြင်အောင်ရှိဘူးဆိုအကောင်းကြီးမြင်တွေ့လို့ဆုံးမရပါဘူးမရပါဘူးဗျာဘယ်ရလဲအဖြစ်ကိုမြင်အောင်ကြည့်နိုင်မှာအဖြစ်ကိုတွေ့မှာမလို့ရတော့တာဟုတ်ပါဗျာဆိုပါတော့စူပါမားကတ်ရဲ့သွားစေတော့မယ်အမျိုးသမီးတွေဆိုလို့ရှိရင်အစင်လာတာဒီဇိုင်းလာတာအသားကောင်းကောင်းဆိုဘောကြတယ်ဟိုရဘောကြအဲ့ဒီလိုဖိတ်ကိုရွေးပြီးတော့ဒါလေးကတော့အစင်လေးကလည်းလာတယ်ဒါလေးကလည်းပြည့်တယ်ဝယ်တော့မယ်ဝါရီလန်တော့ကြည့်ကောင်းတဲ့ဒါပြောင်းလေးရတယ်တို့တော့အဲ့ဒီကြည့်ရင်ဒီဘာသာတွေလို့ပြီးတော့ပေါ့လေးသုံးတော့တွေ့အဲ့ဒါလိုချင်သေးလားလိုချင်ပါတော့ဗျာအဲ့အပြည့်နေတယ်လို့ခေါ်တာဟုတ်ပြီးတော့ပေါ့ကတော့ရှိနေတာဟုတ်ပါဗျာမလိုချင်စရာအဲ့လိုအပြည့်ဆိုတာအဲ့လိုမြင်သွားအဲ့လိုပဲခန္ဓာကိုယ်ကြည့်လိုက်ပဲဆိုရင်အနိစ္စဒုက္ခအနတ္တဆိုရင်ပြီးတော့ပေါ့ကရှိတာဟုတ်ပါဗျာယုတ်တရားပဲတရားကြည့်လိုက်ကြည့်တယ်မမြင်ဘူးဆိုတာရှိတယ်မမြင်ဘူးရဲ့အနိစ္စမှုဆိုတဲ့ဒုက္ခရှိတယ်အဲ့ဒါကိုဘာပိုင်လို့မပိုင်ဘူးဆိုတဲ့အနတ္တမောရှိတယ်ကိုယ်တိုင်ကိုယ်လိုတိုင်မဖြစ်ဘူးဒီလေနန္ဒလက္ခဏာဆိုတာဟောတာဧဝမေရူပံဟောတုဧဝမေရူပံမဟောတိဘာယုတ်ကလေးဒီလိုဖြစ်ပါလေဘုလိုလိုဖြစ်ပါလေလည်းလို့လို့ရမလားမရပါဘူးဗျာဘယ်ရတာလို့နန္ဒလို့ပြောတာနော်ဖြစ်ပါတော့အဲ့တော့မျက်စိလေးနဲ့ပြောရတာလို့ရှိရင်ပါရစရာခြေနှမ်းစရာရှိတယ်အပြည့်အနာစာရှိတယ်ဖက်လန်းရှိတယ်ပါရစရာဆိုတာမျက်စိကိုကြောင်းပြပြီးတော့ဒုက္ခသောတာကြားတာကိုခေါ်တယ်အပြည့်အနာစာဆိုတာမတည်မြဲတဲ့ဘုံပြောတာအဲ့ဒီအပြည့်အနာစာမြင်မှမျက်စိပေါ်မှာတွေ့တန်းနေတဲ့တဏှာကပယ်ရှားနိုင်မှာတဏှာကိုမပယ်ရှားနိုင်လို့ရှိရင်ဒုက္ခတွေဆက်လာနေတယ်အဲ့တော့တဏှာကိုဖယ်ရှားလို့တဲ့အာဒီနဝဒုက္ခတိအာဒီနဝအပြစ်ကိုခံခံချက်ရှိပါကမ္ဘာထိုင်နေကမ္ဘာအထုတ်တဲ့ဥပဒနာကျင့်တဲ့ခုကျင့်နေဆိုတာအပြစ်မြင်အောင်တာပဲမှန်ပါဗျာအနေဆိုရတော့ဆိုရင်အပြစ်ကိုမြင်အောင်လုပ်တာသဘာဝတရားကိုမြင်ပြီးတဲ့နောက်မှာအနေဆိုရကအနာတလက္ခဏာကိုတည်ပြီးတော့ရှုတယ်ဆိုတာအပြစ်မြင်ခိုင်းတာပဲမှန်ပါဗျာအပြစ်မြင်မှချစ်ခင်တယ်ဆိုတာဒုက္ခတော့မှာပေါ့အပြစ်မမြင်လို့ရှိရင်အချစ်ဝင်ပြီးတော့တဏှာတွေပဲဖြစ်နေမှာပေါ့တဏှာဖြစ်တာလည်းဥပါဒနာပဲလေဥပါဒနာလည်းရရင်လို့လုပ်တော့တာပဲဒုက္ခလည်းရလို့ရှိရင်ဝေဘဝပြီးကိုယ်ရည်တည်ရဆိုတာပါပဲအဲ့ဒါကြောင့်လို့ရသော်ဘုရားကနာယောစတိယလို့ခေါ်တယ်နာယောစဉ်ဖြစ်เสียခန္ဓာတွေပေါ်မှာအာရိနဝလူပတိအပြစ်ကိုရှင်းမြင်ကြအောင်ကြိုးစားရမယ်အဲ့ဒါဝိပဿနာကံထမ်းရအောင်လုပ်တာပဲဒီမျက်စိတွေကမြဲပါလားမမြဲပါလားသာဝပြောင်းလဲနေတဲ့အရာလေးပါလားဟောအပြစ်ကိုရှင်းတာမျက်စိတွေကိုပြည့်စုံတယ်လို့နားနဲ့တူပဲမမြဲတဲ့အရာပါလားရုပ်သဘာဝတရားတွေကသာဝပြောင်းလဲတရားနဲ့ဒီတိုင်းရှိကိုယ်ကာယကိုလည်းဒီတိုင်းရှိစိတ်ကိုလည်းဒီတိုင်းရှိအဲ့လိုရှိမဲ့တဲ့အခါသက္ကုတ္တရာကလည်းဒီမှာကာယမနလို့ဆိုတဲ့မျက်စိနဲ့နားတရားကိုယ်စိတ်ဆိုတဲ့ဒီဘာဝတရားတွေကဘယ်အရာမှခံရတာမရှိဘူးသာဝပြောင်းလဲနေတဲ့တရားတွေလားလို့ဒီလိုအပြစ်ကိုအချင်းချင်းထပ်ထပ်ရှုနိုင်မှသူတို့ပေါ်မှာတွေ့တာနေတဲ့တဏှာကဆိုဖယ်ရှားနိုင်မှာပေါ့အဲ့ဒီတဏှာကိုဖယ်ရှားနိုင်မှာနော်အာရိနဝဝိပတိနောဝိရာတောတဏှာတတိယအာရိနဝဝိပတိနောဝိရာတောအပြစ်ကိုရှုနေတော့နေတဲ့ပုဂ္ဂိုလ်မှာအဲ့ဒီနေတဲ့ပုဂ္ဂိုလ်ဟာတဏှာကိုတည်ရည်ဖယ်ရှားပြနိုင်တယ်တဏှာဖယ်ရှားရင်တဏှာဟာချုပ်ငြိမ်းသွားတို့မလားတဏှာချုပ်သွားလို့ရှိရင်တဏှာនិရောဓဥပါဒနာនិရောဓတဏှာမရှိဘူးဆိုလို့ရှိရင်အစွဲလန်းဆိုစွဲလန်းမှုဆိုတာဟုတ်ချုပ်ငြိမ်းသွားဥပါဒနာនិရောဓဘောနိရောဓတ
အစွဲမရှိဘူးဆိုလို့ရှိရင်ဘဝကိုတည်ဆောက်မှုဘဝကံတရားနဲ့ခန္ဓာဆိုတာမရှိနိုင်ဘူးဒါကြောင့်ဘဝဆိုတာချုပ်ငြိမ်းသွားဘဝချုပ်ငြိမ်းသွားလို့ရှိရင်ဘဝនិရောဓဇာတိនិရောဓနဲ့ဇာတိချုပ်ငြိမ်းသွားဇာတိချုပ်ငြိမ်းလို့ရှိရင်ဇာတိនិရောဓသရဏမရဏဟောဇာတိချုပ်ငြိမ်းသွားပြီဆိုရင်သရဆိုတာလာပြန်ရှိဘူးမရဏဆိုတာလာပြန်ရှိဘူးတောကပိဋိဝဒုက္ခဒေါမနတဥပါယတာဆိုတာဒါတွေလည်းမလာတော့ဘူးဒါကြောင့်ဒုက္ခအစုကြီးကဒီလိုလေးနဲ့ချုပ်ငြိမ်းသွားပါတယ်လို့တမန်ဗျာဟောပုဂ္ဂိုလ်လေးမျိုးကခုနံပါတ်၄နံပါတ်ကိုဝိပဿနာကျင့်စဉ်တွေကိုကျင့်လိုက်လို့ဒုက္ခတွေကိုဆုံးဖြတ်သွားပြီးတော့ဒုက္ခនិရောဓလို့ဆိုရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်ဒီလိုပြီးဟုတ်ကဲ့တမန်ဗျာအဲ့တော့ဒီဘဝရဲ့အချမ်းမဲ့မှာတို့ပဲသွားမယ်နော်အခုကိုယ်ကိုပြန်ပြီးတော့ရှိငါလေးစင်ပါလေတော့ပါလေတော့လေနံပါတ်1ထဲမှာပါလာကောရရေဥပါယတာတွေနဲ့တေးရလားမာယာတာဖေးရတယ်လားအိဋ္ဌပစ္စရိယတွေနဲ့လားကိုယ်ကိုအဲ့ဒါတွေရှိနေလို့ရှိရင်ဘယ်တော့တော့ဆိုတဲ့တူဒီဘဝရဲ့အချမ်းမဲ့မှာအပေကိုတော့ဒီပဲဟိုအဲ့ဒါတွေမရှိဘူးစိတ်ကောင်းနှလုံးကောင်းရှိတယ်မေတ္တာထားတယ်လူပေါ်မှာရံရိုးထားအောက်ကျဆင်းရဲမှုလည်းမရှိဘူးယောဂလည်းချောင်းတယ်အိဒါမစရိယမရှိဘူးမာယာတရားမရှိဘူးဆိုတော့ပုဂ္ဂိုလ်အပေတော့လူကြည်တတ်ပြီးတော့ဟုတ်ကဲ့ဝေဘာ condition ကြည့်ပြီးတော့ပြောလို့ရတယ်လို့ခုဥဒ္ဒနာမှာကိုလက်တွေ့လုံးနေတဲ့အခြေအနေကိုကြည့်ပြီးငါပဲကောင်းတယ်ဆိုတာကိုပြောရတာပေါ့ဘယ်ကောင်းလဲဆိုတာဒီဘဝအချမ်းမဲ့နော်ဒီဘဝပုံဆုံးသွားတဲ့ဒီဘဝရဲ့အချမ်းမဲ့ဆိုအချမ်းမရှိဘူးဒီဘဝပြည့်စက်တဲ့လာတဲ့ဟာပြောပါဗျာဒီဘဝရဲ့ချမ်းမဲ့သွားရမယ့်တရားအေးဘာလို့လဲဖြစ်เสียအာယုလေးနော်ယုံနာခန္ဓာပဲဖြစ်စေအာယု6ပါးပဲဖြစ်စေတွေ့တာစရာအာယုလေးအာယုဏ6ပါးဣဇတိကာယနာ6ပါးအပြည့်အာယနာ6ပါးအပြည့်အာယနာ6ပါးစာလို့ပြောလို့ရှိရင်အာယနာကဲအရာပြောတယ်ဆိုမျက်စိနာနာလျာကိုယ်စိတ်အစင်းအတန်အနတ်အရာတာဖြစ်တွေ့စိတ်ကူးကြစီတရားအာယုဘယ်ဟာတွေပဲဖြစ်ဖြစ်တိုင်းတဲ့ဖြစ်ချက်အာယုတွေကြီးတယ်အဲ့ဒီအာယုတွေကိုအကောင်းထင်ပြီးတော့တွေ့တာနေတယ်ဆိုလို့ရှိရင်ဒုက္ခတွေပဲလာမယ်။ဘာလို့လဲကလူလမ်းရှိဘူး။အဲ့ဒါတွေကိုအပြည့်နဲ့အောင်ကြည့်နိုင်မှတဏှာဆိုတာဖယ်ရှားနိုင်မယ်။တဏှာကိုဖယ်ရှားနိုင်မှဥပါဒနာဆိုတဲ့ဆွဲလာမှုဖယ်ရှားနိုင်တယ်။ဥပါဒနာဆိုတဲ့ဆွဲလာမှုပြည့်နေဆိုလို့ရှိရင်ဘဝတစ်ခုတည်ဆောက်ဖို့ကံရည်လည်းမလုပ်တော့ဘူးဘဝဆိုတာမလားအောင်မလာရင်ဇာတိဆိုတာမလာဘူးဇာတိမလာရင်သရဏဆိုတာမလာဘူးတောကပိရိဝဒုက္ခဒေါမနတာနေမလာဘူးအကုန်လုံးငြိမ်းတော့ဒုက္ခချုပ်ငြိမ်းအဲ့ဒါတွေလုံးဝချုပ်ငြိမ်းသွားကြရင်အကြောင်းတရားငြိမ်းသွားလို့အကျိုးတရားမပေါ်လာတဲ့မြတ်စွာဘုရားကဣဒရာဥပမာလေးထုတ်တယ်ပြောတယ်။ဘာလို့ဖြစ်เสียအာယုန်လေးပေါ်မှာတဲ့အာရစရာလို့ချင်းနေတဲ့ပုဂ္ဂိုလ်ဟာဘာနဲ့ဥပမာတူတယ်လဲဆိုလို့ကဲအားလုံးကြည့်ရတဲ့သတင်းကြလာမှာခုခေတ်တော့တရားစစ်ပြီးထောင်းနေတာတော့စီနီးခွဲထောင်းတယ်ဆိုတော့စီနီးခွဲထောင်းရင်ဘာပါလို့လို့ဆိုမိစာလေးရဲ့စီမိမကြီးအောင်မိစာလေးထပ်ထပ်ပြီးစီလေးထပ်ထပ်ပြီးနေလို့ရှိရင်ဒီမိနေပါမလားနေပါဘူးဗျာအေးမိစာလေးနဲ့စီလေးနဲ့ထည့်ထားပြီးတော့မိထောင်းထားတယ်စီလည်းထပ်ဖြည့်တယ်မိစာကုန်လာလည်းထပ်ဖြည့်ပေးတယ်ဆိုတော့ဘယ်တော့မှမိမကြီးဘူးကြာရှိပါတည်တယ်အဲ့လိုဒီအလင်းဟာဘယ်တော့မှမငြိမ်းတယ်လို့ကြားရှိစွာတည်တယ်လို့ပဲ။တရားစစ်ဖြစ်เสียအာယုတွေတရားစစ်ဖြစ်เสียယုံနာခန္ဓာတွေပေါ်မှာတွေ့တာမှုတွေကောင်းတယ်လို့ယူဆနေတာတွေဖြစ်လို့ရှိရင်စီထပ်ထည့်ပေးတယ်နဲ့တူတူပဲ။တောင်းစားထပ်ဖြည့်တယ်နဲ့တူတူပဲ။ဒုက္ခတွေလည်းဆက်ပြီးလာနေတယ်။ကဲကောင်းပြီ။နောက်တစ်ခုကတော့စီမိဘတွေထောင်းတာစီမိဘတွေထောင်းတာတဲ့အခါကျအချိန်တန်တဲ့အခါကျတော့စီတဲ့ကုန်ဝိဇာနဲ့အကုန်ကုန်ပါဗျာဝိဇာနဲ့ကုန်နဲ့စီရနဲ့ခန်းနဲ့ဒါထပ်မဖြစ်ဘူးတော့ထပ်မဖြစ်တဲ့အခါကျတော့ဒီမိလေးငြိမ်းသွားပါငြိမ်းပါဗျာအဲ့ဒီတိုင်းအာရိနဝဒုတ္တိဝိပဿနာတရားအားထုတ်တဲ့ပုဂ္ဂိုလ်ကစီထပ်မဖြစ်တဲ့ပုဂ္ဂိုလ်ပဲကျပါဗျာကဲဘုန်းကြီးတို့တွေစီထပ်ဖြစ်နေကြသလားဝိဇာထပ်ပြီးတော့ထည့်နေကြသလား
ဟုတ်ကဲ့အေးစီတွေထပ်ဖြစ်နေသလားမိသားတွေထပ်ထက်နေသလားဆိုရင်ဒီမိကတော့မငြိမ်းဘူးလို့လည်းအောင်းမိတာနော်အဲ့ဒီမိသားလက်ထပ်ပြီးတော့မထက်ဘူးစီလက်ထပ်မပြည့်ဘူးဆိုလို့ရှိရင်ဒီလေးငြိမ်းသွားတယ်လို့ပဲမိသားကုန်ရင်စီကုန်ရင်ဒီဟာငြိမ်းမှပြချာအဲ့လိုဝိပဿနာသိတဲ့ကိုရှင်းရှင်းတာစီကိုထပ်မထက်တာနဲ့အလားတူတူတယ်ပေါ့မိသားထပ်မထက်တာနဲ့အလားတူတူတယ်လက်ရှိမိသားနဲ့စီကုန်သွားတာနဲ့တရားနဲ့ဒီမိလေးကငြိမ်းသွားအဲ့လိုငြိမ်းသွားတယ်လို့ဘုန်းကြီးတို့တရားနာလည်းဖြစ်မလာဘူးကျိုးပါမလာတော့ဥပါဒနဲ့ကျိုးပါမလာတော့ဘဝဆိုတာလည်းမလာတော့ဇာတိစရဝရဏဆိုတာလည်းမလာမလာအားလုံးရဆိုင်ပြီးတော့ချုပ်နေသွားတာအဲ့ဒါကိုပဲနိဗ္ဗာန်လို့ပြောတာပေါ့နိဗ္ဗာန်ဆိုတာအကြောင်းတရားတွေငြိမ်းသွားလို့အကျိုးတရားတွေငြိမ်းသွားလို့ငြိမ်းသွားတဲ့အငြိမ်းတတ်သဘောတဲ့နော်ပြပါပါအဲ့ဒီငြိမ်းတဲ့သဘောရောက်ပြီဆိုတော့မှခொနဒုက္ခဆိုတာအာလုံးငြိမ်းတာပဲပြပါဗျာဖြစ်နေတဲ့တရားတွေကအာလုံးဒုက္ခအဲ့ဒီဒုက္ခတွေငြိမ်းသွားခြင်းကိုပဲမြတ်စွာဘုရားဒုက္ခនិရောဓလို့ပြောတာပြပါဗျာအဲ့တော့ဒုက္ခនិရောဓဆိုတာနေတာပဲနော်ပြပါဗျာဒီလမ်းကြောင်းကိုနိဗ္ဗာန်ဆန္ဒကိုသူရှိကြပြီဆိုလို့ရှိရင်တော့ပါရောစီခန္ဓာ၅ပါးအာယု6ပါးနော်အာယတနာဣစ္ဆတိအာယတနာ6ပါးဘာဟိအာယတနာ6ပါးအဲ့ဒီပေါ်မှာဆွဲလန်းတဲ့တဏှာကိုဖယ်ရှားပြီးဒုက္ခချုပ်နေအောင်ကြိုးစားရမှာဒါအလမ်းစဉ်မှဖြစ်တယ်အာရိနဝသုဘတိအတိကိုမြင်အောင်ကြည့်ပြီးတော့ဝိပဿနာဉာဏ်ဖြစ်စေပြီးတော့မိမိတို့တဏှာမှာတဏှာဆိုတဲ့စီခမ်းအောင်ကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီဟောကြားပြီးဖြစ်တဲ့ကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့လိုက်စို့သတ္တဝါများစွာဒေယံကွာချမ်းသာကြပါစေဒေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးပါးရှံဒေယံကြပါစေမေတ္တာရေချမ်းသုံးပါးရှံဒေယံကြပါစေလက်ရှိကျမ်းမာစိတ်ချမ်းသာဝိရဆန္ဒပြပါစေလက်ရှိကျမ်းမာစိတ်ချမ်းသာဝိရဆန္ဒပြပါစေဓမ္မောတရံပိဝိတဝါနဘိသာတပိတလူဟတာအာသနံပရာတိတိဘောဒေဝနံယန္တုတာရောဓမ္မဝရံလောဘဒေါသမောဟစိတ်ကြောင့်ပြည့်ကြကြည်တရားစင်ကိုယိုဒဝဝန္တာရှင်ကြတောက်ကြရနာကြရဟောတော်ကြဝိသနာပိပူဇာမျက်နှာပိရိတာအစေအတောဘုဒ္ဓရာတိသဘောတပိကြပဲတွင်ရေမဲ့တင်ကဲ့သို့ကျင်စင်မဲ့ကြောင့်ပေမရအောင်ပဲကြောက်တော်သည်ဟောလူစေတသိက်ဖြစ်ကြပါစေကုန်သတည်းအာသရမကံအိုခြင်းလည်းကွာနာခြင်းလည်းကင်းသေးခြင်းလည်းရှင်းရတော့ဒီဒီဘောင်ကိလေသာဟုဘုခတိကိနေရာစေဖြစ်တေထသောနိဗ္ဗာန်ဟုခေါ်အေးတို့တို့သာရောတရားဖြစ်ခြင်းစိတ်ကောင်းဝိညာဉ်တော်ခြင်းများတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တဲ့မြင့်၍မလေးပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း